ဆရာငယ်တို့လက်ခုပ်တီးပြီးတော့မှအားရပါရကြိုဆိုရအောင် Hallelujah ကျွန်တော်မျက်မှောက်တော်ထဲမှာဆက်ပြီးတော့ဘုရားခင်ကိုအားရပါရချီးမွမ်းရအောင် Amen ရှိတဲ့နေရာကနေအားလုံးမတည့်ပေးပါအောင်ဘေးပဲညမရှိတဲ့ငယ်ချင်းကိုပြောပါအောင်အားရပါရဆက်ချီးမွမ်းကြမယ်လို့ Amen Hallelujah ခရလောက်အတမ်းများလွင့်လက် oil နဲ့ဘုရားကိုချီးမွမ်းရအောင်ဒီနေ့တော့ Hey Hallelujah Tomorrow night Namaro yambe jibyete Kange moche shemaya Namaro mire piware Kange moche shemaya Namaro mire chikwembe Face of the landwe Quick green ide Yeshu Rama Na yoga loso Na yoga loso Yo kiss it Nama Yeshu Rama Namaro yambe jibyete Kange moche shemaya Namaro kune piwane Kange moche shemaya Namaro mire chikwa Beso de landwe Kwe kwe naine Yeshu Rama Na yoga loso Yogi seide Yeshu Rama Hallelujah! I'm getting, they are being done. Namaro, I'm getting, let a tree show me. Namaro, all being done. I'm getting, let a tree show me. Namaro, I'm getting, let a tree show me. Namaro, the landway, put green ide, Yeshu Rama,
နာယောဂလုံးစုံပြောင်းပြဘယ်သူနာမလဲယေရှုနာမပိတ်ဆို့တဲ့လမ်းတွေကိုပိတ်ဆို့တဲ့လမ်းတွေဖွင့်ပေးလိုက်အဲ့ဒါယေရှုနာမယေရှုနာမနာယောဂလုံးစုံပြောင်းပြစေတဲ့အဲ့ဒါယေရှုနာမဝေဖန်ဖို့ပိတ်ဆို့တဲ့လမ်းပိတ်ဆို့တဲ့လမ်းတွေဖွင့်ပေးလိုက်အဲ့ဒါယေရှုနာမနာယောဂလုံးစုံနာယောဂလုံးစုံပြောင်းပြစေတဲ့အဲ့ဒါယေရှုနာမအမြဲတမ်းဝန်ခံမယ် Siendo a muña, si muerto, yeah, yeah. Shanai dulem shiva, chibia chen semakobu. When yao chile kale kone, shake all night chen so man. She the young sweaty, go no go chibwa.
ရှိသမျှအစွမ်းနဲ့ဂုဏ်တော်ကိုချီးမွမ်းဝမ်းမြောက်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ကာတဲ့ခုံရဲ့ရှိတော်နာကျေးဇူးရှိသမျှစွမ်းနဲ့ဂုဏ်တော်ကိုချီးမွမ်းချီးမွမ်းကြမယ်ယေရှုကိုချီးမြှောက်ကြမယ်ချီးမွမ်းကြမယ်ချီးမြှောက်ကြမယ်ယေရှုကိုအသက်ပေးတော်ဖခင်လွတ်မြောက်စေတော်ဖခင်အချင်းနဲ့ဆုံးတော်နာမပေါ်နိုင်ယေရှုကိုချီးမွမ်းကြမယ်ချီးမွမ်းကြမယ်ချီးမြှောက်ကြမယ်ချီးမွမ်းကြမယ်ချီးမြှောက်ကြမယ်ကောင်းကင်ရဲ့ချီးတဲ့ချီးရတော်နာမကောင်းကင်ရဲ့ချီးတဲ့ကောင်းကင်ရဲ့ချီးတဲ့ချီးရတော်နာမကောင်းကင်ရဲ့ချီးတဲ့ကောင်းကင်ရဲ့ချီးတဲ့ချီးရတော်နာမယေရှုနာမအချင်းနဲ့ဆုံးနာမဟာလေလုယာဟာလေလုယာ yeah 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 yeahကိုတော်ချီးမွမ်းတဲ့မြတ်ကပါမြေပြင်တခုလုံးပြန်နေစေအရှင်ရဲ့တော်မြောက်ပါအရှင်ရဲ့တော်မြောက်ဘယ်လိုလဲချောက်စားအတိုင်းချူရည်နဲ့ပါမြေပြင်တခုလုံးပါပြန်နေပါစေပြန်နေပါစေအောင်နေချေtop down baby hey mana ale to baby hey ထောင်းရမြေမလွတ်မြောက်ပြီထောင်းရတရားရှိခဲ့ပြီ hey ယေရှုကြောင့်လွတ်မြောက်ခြင်းနဲ့လွတ်မြောက်ခြင်းကကိုယ်ဝမ်းမြောက်ခြင်းနဲ့တွေ့ကြုံမယ်ကကိုယ်ဝမ်းမြောက်ခြင်းနဲ့တွေ့ကြုံမယ်ကိုယ်တော်ရှိမှအောင်တော်များရဲ့ချီးမွမ်းပါ我去问人家，可把命运的苦乐偏难谁？谁来老道庙？谁来老道庙？别来来找上，我在主里的庙，可把命运的苦乐偏难谁？奥运军的长腰给比。Hey!
ယောက်နဲ့ချီးမွမ်းရပါယေရှုအဖြစ်ထောင်ရငယ်ကနေလွတ်ချရတော့ခွင့်အနာရောဂါလုံးစုံကနေချမ်းသာရတဲ့ခွင့်ဆေးရခြင်းကနေလွတ်မြောက်ရတဲ့ခွင့်ယေရှုအဖြစ်ဖြစ်တယ်လွတ်မြောက်ခြင်းနဲ့ကောင်းကုန်မယ် God one all of the calling us to my God go no shame what to let go noရင်မှာပဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးချယ်မဲ့ကိုယ်တော်၌အလုံးပြည့်စုံဘာမှမလိုတော့ဘူးတန်ရင်လာလို့ပဲကျွန်သေးတွင်မှာလေကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးချယ်မဲ့ကိုယ်တော်၌အလုံးပြည့်စုံဘာမလိုတော့ဘူးမာရီလိုပဲချီတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွှေချင်မဲ့ကိုယ်တော်၌အလုံးပြည့်စုံဘာမလိုတော့ဘူးတန်ရလာလိုပဲကျွန်သေးတွင်မှာလေကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွှေချင်မဲ့ကိုယ်တော်၌အလုံးပြည့်စုံ Hey အလုံးပြည့်စုံမလိုတော့ဘူးဘယ်သူမှမနှုတ်ယူနိုင်တဲ့ဘယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောဘုကိုကျွန်တော်ရွှေယူမဲ့ကျွန်တော်ရွှေချင်မဲ့ကျွန်တော်ရွှေယူမဲ့ကိုယ်တော်၌ကောင်းသောဘုကိုရွှေယူမဲ့ဘယ်သူမှမနှုတ်ယူနိုင်တဲ့ကောင်းသောဘုကိုကျွန်တော်ရွှေယူမဲ့ကျွန်တော်ရွှေချင်မဲ့ကျွန်တော်ရွှေယူမဲ့ဘုရား၌ကောင်းသောဘုကိုရွှေယူမဲ့ Yeah ကောင်းသောဘုကိုကျွန်တော်ရွှေယူမဲ့ကျွန်တော်ရွှေချင်မဲ့ဘုရား၌ကောင်းသောဘုကိုကောင်းသောဘုကိုရွှေယူမဲ့ဘုရားရွှေချင်မဲ့ Come on, Mama, my Lord of who, Daniel, love it. All of Jesus.
Turn on and we launch in ma Count on ya the song to kuma Maloya 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 Along trees on Twabi Turn on and we launch in ma Count on ya the song to kuma Maloya 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 Corona along trees on Twabi Turn on and we launch in ma Come on, come on, come on, come on Count on ya the song to kuma Maloya Etakarabala shete Etakara Some bitch in the day, Malay. One day the chamber, like go to go back over me. Don't swing the chamber. One day the chamber, Marilo Bay. It's Haka, Marilo Bay. Chino Jimbabe, Chino Kobe, Chino Shebe, Corona, Alo Kiso, Alo Kiso. Let's go deep into Chimoya. We are in the mouth tema. Bama Malore, County has season every day. They ma down shall be met. They ma biom came up with the Payaha dinner to shin it up yet. Genevieve to him, your mouth don't hema, they do a jam margin, she the army and she the Lumia Jensi. Margin she the Bama Malore, two county Mengla Hagoroya Chiro Yamaba. To aji do mya mouth do the ma ba di ni to akhwin ye ko ywe che pi do to kaung do apot ko ywe yu pi do la yaw ja de chit the ni ko mon ma a long twet phaya ye jesu do ko chi mwan de da jaw bein ka lu ko chama do pyan leနှုတ်ဆက်ရအောင်kaung do apot ko ywe yu de tin atwet gong yu ba de tin ne atu tu chi mwan ya lo gong yu ba de jesu tin ma de chama do a long pyan thai ya aung di ni a chain na yi twet phaya ye jesu do chi mwan deကျွန်တော်တို့ဒီနေ့2025ခုနှစ်ဒီလို Thanksgiving အချိန်ကာလမှာဖခင်ရဲ့ချိန်ချက်ချင်းနဲ့ကျွန်တော်တို့ဒီနေရာမှာချီးမွမ်းခြင်းပွဲတော်တို့တောင်ပြောချင်တယ် Worship Conference ကိုလှုပ်ဆောင်ရတဲ့အခွင့်ဖခင်ကပေးတယ် Hallelujah ဖခင်ရှင်ဟာဝိညာဉ်လေထုတွေကိုပြောင်းလဲစေနေပြီလို့ကျွန်မယုံကြည်တယ်ကျွန်မတို့ဒီကချီးမွမ်းခြင်းဟာမိုးတိမ်လက်တဆုပ်လို့ပဲ Hallelujah ဆရာကင်းပေါင်ပြောမိုးတိမ်လက်တဆုပ်အဲ့ဒီအရာဟာဒီချီးမွမ်းခြင်းထဲမှာရှိတာဖြစ်တယ်မကြခင်မိုးသဲထန်စွာရွာတော့မယ်ထိုမိုးဟာကောင်းကြီးမိုးဖြစ်တယ်ကောင်းကြီးမိုးဖြစ်တယ်ငြိမ်သက်ပျော်ရှင်လွတ်မြောက်ကောင်းစားခြင်းနဲ့ပြည့်စုံတဲ့ကောင်းကြီးမိုးတွေကျမတို့မိသားစုတွေကျမတို့အသက်သားတွေတိုင်းနိုင်ငံမှာတက်ရောက်မှာဖြစ်တယ်ဒီနေ့ဒီ conference မှာအချိန်ပေးပြီးတော့လာရောက်ပေးကြတဲ့ညီကိုမောင်မအားလုံးအတွက်ဖခင်ရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဒီနေ့ကျမတို့သာသနာနယ်ကသာသနာနယ်ကဆရာတွေပြီးလို့ရှိရင်သူတို့စီရပါတော့အဖွဲ့တွေအတင်းသူတင်းသားတွေလည်းလာဟုတ်ကြတာတွေ့ရလို့အရန်ပဲဂုဏ်ယူတယ်ဖခင်ရဲ့ကျေးဇူးတော်လည်းချီးမွမ်းတယ်ဒီမှာကျမတွေးသလောက်လေးမိတ်ဆက်ခြင်းနဲ့ဆရာသားညီတို့အဖွဲ့တွေဘယ်နှထိုင်လဲမန္တလေးသာသနာမန္တလေး FGA သာသနာတစ်ကဖြစ်ပါတယ်ဟုတ်ကဲ့ဟိုနောက်မှာထိုင်နေနော်ကျေးဇူးတင်တယ်လက်ခုပ်တီးပြီးတော့ဂုဏ်ပြုပေးရအောင်ပြီးလို့ရှိရင်မန္တလေးသာသနာ3ကဆရာအခမ်းတို့အဖွဲ့တွေမန္တလေး FGA သာသနာ3ကဆရာအခမ်းတို့အဖွဲ့တွေဖြစ်ပါတယ်သူပဲကြိုးဆိုပါတယ်ဘုရားကောင်းကြီးပေးပါစေပြီးတော့ဒီမှာဆရာတော်ဂျောရှာခိုင်နဲ့ဟုတ်ဘသူတွေပါသေးလဲဆရာအဖွဲ့တွေဆရာဂျောရှာခိုင်နဲ့အတူတူပါဝင်လာတဲ့အဖွဲ့တွေရှင်လည်းမတ်တရပေးပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဘုရားကောင်းကြီးပေးပါစေပြီးတော့ဘသူတွေရှိသေးလဲဒီမှာဆရာစ
စလင်းအောင်နော်ကြုံခရမ်းသူနေတဲ့နေရာပုံမှတ်မိတယ်ကြုံခရမ်းကဆရာတယောက်တည်းလားအဖွဲတွေပါသေးလားမပါဘူးဟုတ်ကဲ့သူငယ်ချင်းတွေမိတ်ဆွေတွေပဲเนาะယေရှုတင်တယ်ဆရာစလင်းအောင်လည်းလာနိုင်လို့အထူးပဲဝမ်းသာပါတယ်ပြီးတော့ဘယ်သူတွေရှိသေးလဲ The live worship center ကလာတဲ့ညီကောင်မောင်မတွေယေရှုပြမတက်ရပေးပါဦး Hallelujah အပါလက်ခုပ်တီးပေးအောင် The live worship ကအင်အားအကြီးကျယ်တောက်နေအထူးပဲကြိုဆိုပါတယ်လို့ဒီနေရာမှာအတူတူဆုံရလို့ဝမ်းမြောက်ပါတယ်ပြီးတော့ကဲဒီမှာကျန်တဲ့အဖွဲတွေအသင်းတော်နဲ့ကျွန်မမသိတော့ဘူးဒါပေမဲ့လည်းရန်ကုန်ကအဖွဲတွေလက်ထောင်ပေးပါဦးရန်ကုန်မှာပဲနေတယ်ဆိုတဲ့အဖွဲတွေရောလက်ခုပ်တီးပြီးတော့ဂုဏ်ပြုပေးအောင်ရန်ကုန်ကအဖွဲတွေဟုတ်ယေရှုတင်တယ်ရန်ကုန်ကမဟုတ်ပဲနဲ့နေကနေဒီ worship conference တွေတကူးတကလာပါတယ်ဆိုတဲ့အဖွဲတွေတအားမြင်ချင်တယ်ယေရှုပြည့်မတ်တရပေးလို့ရမလားယေရှုပြည့်မတ်တရပေးလို့ရမလားအိုးနေကနေတကူးတကလာပါတယ်ဆိုတဲ့အဖွဲ့တွေအိုးယေရှုတင်တယ်ဖခင်သခင်အထူးပဲကောင်းချီးပေးပါစေဒီနေ့ကောင်းသောအဖို့ကိုရွေးချယ်ပြီးတော့လာရောက်ခြင်းပေါ်မှာများစွာသောကောင်းချီးတွေသွန်းလောင်းပါစေအလားနဲ့အပြန်မတူစေဖို့ဖခင်ကောင်းချီးပေးပါစေဒီတစ်ခေါက် conference ကအရန်ထူးခြားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အသင်းတော်မှာ conference တွေလုပ်တိုင်းလူငယ်တွေကျောင်းသူကျောင်းသားတွေ FGBTC ကျောင်းသူကျောင်းသားတွေအင်အားပြလိုက်ပါအောင် FGBTC ကျောင်းသူကျောင်းသားအဖွဲ့တွေမတက်ရက်ပါအောင်တောင်းမိခဲဖွဲ့တွေကဘာတိုင်းနိုင်ငံအသီးသီးတုံလုံးမဲ့အဖွဲ့တွေဖြစ်ပါတယ်တုံလုံးစေပြီးဝိညာဉ်ရနေပဲပြောင်းလဲစေမဲ့အဖွဲ့တွေဒီမှာလာစုနေတာဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဒီကြောင့်ကျေးဇူးတော်ချီးမွမ်းအရင် conference တွေမှာဆိုကျမတို့ကျောင်းသားတွေပြီးလို့ရှိရင်ကျောင်းသူကျောင်းသားတွေကျမတို့သင်းတော်လူငယ်တွေကိုပဲကျမတို့ကအကူအညီတောင်းတာအသင်းတော်မွေးနေ့တွေChristmas တွေဆိုသူတို့တွေမှာအာရှာတွေလုပ်ရတယ် serve တွေလုပ်ရတယ်အမျိုးပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက် conference ကထူးခြားပါတယ်သူတို့ကောင်းကြီးခံစားဖို့ကျမတို့ FGA ရန်ကုန်အဖွဲ့ချုပ် Focus ပဲအသင်းတော်အဖွဲ့ချုပ်ကအမှုတော်ဆောင်ဆရာမတွေတိတ်ခါတွေရလေလဲထားတယ်ဒီမှာအာရှာလုပ်တာလိုက်စင်ရတွေကောအကောအမှုတော်ဆောင်တွေအားလုံးလို့ဒီမှာ serve လုပ်တယ်အာရှာလုပ်ပါတယ်လို့ဒီမှာနှိမ်ချတော့နှလုံးသားနဲ့လူတွေကောင်းကြီးရဖို့ရန်အတွက်စက္ကန့်အနစ်နာခံပြီးတော့စက္ကန့်ပေးကြတဲ့ဆရာဆရာမတယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်သူတို့လည်းရှိတဲ့နေရာဒီမသက်ရပေးပါဦးဆရာဆရာမတို့ရေဖူးကော့စပယ်ကပင်မကဆရာဆရာမတွေပါဒါဒီဆရာဆရာမတွေကဒီမှာတာဝန်ယူပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီမှာအတူတူပါဝင်ပံ့ပိုးနေနောက်ွယ်အသီးသီးကနေပံ့ပိုးပါဝင်နေကြတဲ့သူအားလုံးအတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့လာရောက်ပါဝင်နိုင်တဲ့သူတွေအတွက်လည်းမနေ့ကတစ်ခေါက်တော့လက်ခုပ်တီးပြီးအခုနေ့လယ်ပိုင်းအတွက်လည်းကိုဂုံယူပြီးတော့လက်ခုပ်တီးရကျေးဇူးတင်ပါတယ်ဘုရားနာမတော်ဘုန်းကြီးပါစေကျမဒီအချိန်မှာကျမပဲနှုတ်ကပတ်တော်အဖြစ်ဝင်ငါတော့မှာဖြစ်ပါတယ်ဆရာခွာပြီးဆရာမကွက်ကိုတက်လိုက်တော့ဆိုတော့ကောင်းသားပဲဆိုပြီးတော့ဟုတ်ပြီငါကုံငါဖိတ်လိုက်မယ်တို့ကိုဖိတ်လိုက်မယ်ကျမနာမည်ဆရာမဂျာလေးလို့ခေါ်ပါတယ်လို့နော်ကျမနာမည်မကြားဘူးတဲ့သူရှိရင်သိရအောင်ပြောပြချင်ပါတယ်လူတွေကတော့ဆရာမဂျာလေးလို့ခေါ်ကြပါတယ်ဒါပေမဲ့ကျမရဲ့မှတ်ပုံတင်နာမည်တွေလည်းဒီမှာဘယ်သူမှမကြည်ညာတော့ကျမလည်းမကြည်ညာတော့ဒီကချင်းဆရာတွေနဲ့ပေါင်းတော့သူတို့လည်းနာမည်တွေကချစ်စနိုးနာမည်တွေပဲသုံးကြတယ်လေအတူတွေပဲဆရာကင်းပေါင်သူ့နာမည်အရှိရှိတယ်ဆရာမနွယ်သူ့နာမည်လည်းအရှိရှိတယ်ဆရာခိုင်ပြီးသူ့နာမည်လည်းအရှိရှိတယ်အဲ့လိုမျိုးပေါ့နော်ဆရာဂျင်မီကောင်ဆန်တယောက်တည်းပွင့်လင်းမြင်တာဆရာခိုင်တို့သူ့နာမည်လည်းအရှိရှိတယ်ဒါပေမဲ့သူတို့ကဖွက်ထားတယ်နော်ဆရာအောက်ပြီးတော့ပွင့်လင်းမြင်တာနောက်တစ်ယောက်လည်းရှိပါတယ်ဆရာခံကစ်ဘလို့ခေါ်နှလုံးပဲချစ်စလုံးလည်းနှလုံးပဲအရှိလည်းနှလုံးပဲနော်သူကပို့ပြီးပွင့်လင်းမြင်တာကျမနာမည်ကတော့ဂျာမဂျာလေးလို့လူသိပါတယ်လို့ဒီနေ့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျမတို့အတူတူဘုရားရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ချစ်ကပ်ခွင့်ရတဲ့အချိန်နာဤဟာဘယ်အရာနဲ့မှလဲလို့မရဘူးတိုင်းတာလို့မရတဲ့အကြီးမားဆုံးကောင်းကြီးကိုရနေတဲ့သူတွေပါကျမတို့ဟာကောင်းကြီးရနေတဲ့သူတွေဖြစ်တယ်ဒီနေ့ဒီ conference ကိုလာချင်ပေမဲ့မလာနိုင်တဲ့သူတွေအများကြီးရှိမှာပါဒါပေမဲ့ဒီနေ့လာချင်တဲ့နှလုံးသားရှိုံတော်ကောင်းလာနိုင်ဖို့ဘုရားယေရှုပြုတယ်အခုဒီမှာကျမတို့ရှိနေတယ်
ဒါကြောင့်ကျမတို့ဟာကောင်းကြီးခံစားသူတွေပါလို့ဒါကြောင့်ကိုပြောအောင်ငါဟာကောင်းကြီးခံစားသူဖြစ်တယ်ငါဟာကောင်းကြီးခံစားသူဖြစ်တယ်တခါတလေကျမတို့ခံစားနေတဲ့ကောင်းကြီးကိုမေ့တတ်တယ်ဒီလဟာနိုဝင်ဘာလဖြစ်တော့ကျေးဇူးတော်ချီးမွမ်းတဲ့လပြောမယ်ဆိုလည်းမမှားပါဘူးတကဘာလုံး Thanksgiving ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတွေအများကြီးလုပ်ကြတယ်ဒီ conference လဲကျမတို့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဖခင်မျက်မှောက်တော်ထဲမှာတိုးဝင်ချစ်ကပ်ဖို့ကျမတို့ဒီမှာကျမတို့အသင်းတော်ရဲ့ worship pastor ဖြစ်တဲ့ဆရာခွာပြီးဖခင်နိုးဆိုရင်ဒီနှစ်ရက်လှုပ်ဆောင်ရတဲ့အခွင့်ဖခင်ပေးတယ်တကယ်လဲကျမတို့မျှော်လင့်တဲ့နေ့ရက်ပထမနေ့ရက်မကြခင်ဆိုအချိန်နေပြီးတော့မယ်ဒီအချိန်ပြီးရင်ကျေးဇူးတော်ပဲတည်င်းကောင်းရှိတယ်ကော်ဖီနဲ့မုတ်တိုက်မယ်ဆိုပဲကျမပြီးတာနဲ့တောက်ရမယ်အဲ့တော့ကျမမြန်မြန်ပြီးဖို့ဆုတောင်းကြအော် sorry ကိုတောက်ချင်တာပြောမိတယ်အေးနဲ့မဟုတ်တဲ့ကော်ဖီဖြော်တိုက်ချင်တာကိုရေနွေးတွေမရလို့ပါတဲ့နော်အားလုံးကနားလဲပါတယ်ခွန်းလွတ်တယ်မျက်မှောက်တော်ထဲမှာအားလုံးခွန်းလွတ်တယ်ဘလို့ဖြစ်ခွန်းလွတ်တယ်ဒီနေ့မျိုးကျမတို့အေးရလို့ရှိရင်ကော်ဖီကြိုက်တဲ့သူလဲကော်ဖီလို့မှတ်ပြီးတောက်လက်ဖက်ရည်ကြိုက်တဲ့သူလဲလက်ဖက်ရည်လို့မှတ်ပြီးတောက်အေးကြိုက်တဲ့အေးလို့မှတ်ပြီးတောက်ရအောင်နော်အားလုံးအရသာဆုံးတောက်ခွင့်ရမှာပါကျေးဇူးတော်ချီးမွမ်းတဲ့ဒီနေ့မျက်မှောက်တော်ထဲမှာအတူတူပြောရလို့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်မဒီကနေ့ဝေငှချင်တဲ့အကြောင်းအရာလေးရှိပါတယ်လို့အဲ့ဒီဝေငှချင်တဲ့အကြောင်းအရာဒီနေ့တော့နော်ဒီနေ့တမန်နဲ့လုံးကျွန်မတို့ကဓမ္မဟောင်းထဲမှာသွားနေတာကျွန်မလည်းဓမ္မဟောင်းထဲမှာဝင်လိုက်အောင်မယ်အန်အောစရာပဲဓမ္မဟောင်းထဲမှာဘုရားရဲ့ကောင်းကြီးရှိနေတာဒီနေ့တမနဲ့လုံးကောင်းကြီးခံစားနေပါတယ်ဆရာခိုင်တို့လည်းစထွတ်မြောက်ရလန်းထွတ်မြောက်ရလန်းတဲ့ထွတ်မြောက်ရကျမ်းကိုလှုပ်လိုက်တော့ထွတ်မြောက်ရလန်းဟုတ်တယ်ယေရှုကထွတ်မြောက်ရလန်းဖြစ်စေတယ်အဲ့ဒါကျမတို့ထွတ်မြောက်ရကျမ်းဖတ်တော့ကျမလည်းခေါ်ရရတယ်တယောက်ပြီးတယောက်ဝင်ငါလာတအားကောင်းကြီးရနေပြီတအားကိုကောင်းကြီးရနေပြီအခုချိန်မှာလည်းကျမဘယ်အကြောင်းကိုဝင်ငါချင်တယ်လဲဆိုရင်ကျမလည်းထွတ်မြောက်ရတဲ့ပဲဝင်လိုက်အောင်မယ်ထွတ်မြောက်ကျမ်းတဲ့ကအခန်းကြီး7ကအကြောင်းအရာကိုကျွန်မဖတ်ချင်ပါတယ်လို့ထွတ်မြောက်ကျမ်းအခန်းကြီး7ထဲကအကြောင်းအရာတချို့ကိုကျွန်မဖတ်ချင်ပါတယ်အခန်းငယ်21လောက်ကဖတ်ပါမယ်ထွတ်မြောက်ကျမ်းအခန်းကြီး7ပြောင်းပြန်ပေါ့နော်အခန်းကြီး7ရဲ့အခန်းငယ်21တင်းနဲ့2ရဲ့ပြောင်းပြန်အဲ့လိုဆိုမှတ်မိမှာပါထိုအခါမောရှေသည်ဣသေလအမျိုးအသက်ကြီးသူအပေါင်းတို့ကိုခေါ်၍သင်တို့သည်အိမ်ထောင်များအသီးအသီးကိုစီသိုးတငယ်တို့ကိုယူ၍ပတ္တခါပွဲဖို့တတ်ကြလောဟုတုတ်ပင်ညွန့်တစည်းကိုယူ၍အင်တုံ၌ထဲ့သောအသွေးထဲမှနှစ်ပြီးလင်တကားထုတ်တကားတိုင်နှစ်ဖက်တို့ကိုထိုးတုတ်ကြလောထိုနောက်မှနက်နက်တိုင်းအောင်အဘယ်သူမှမိမိအိမ်တကားပြင်သို့မထွက်မသွားရဟုတ်ကဲ့အကြောင်းမူကားထာဝရဘုရားသည်အေဂုတ္တုလူတို့ကိုဒဏ်ခတ်ခြင်းကထုတ်ခြင်းခတ်သွားတော်မူမီတကားထုတ်နှင့်တကားတိုင်နှစ်ဖက်၌ရှိသောအသွေးကိုမြင်သောအခါထာဝရဘုရားသည်တကားကိုလွန်သွားတော်မူမီဖြည့်ဆည်းသောသူသည်သင်တို့ကိုဒဏ်ခတ်ခြင်းကအိမ်ထဲသို့ဝင်ရသောအခွင့်ကိုပေးတော်မမူအဲ့ဒီအထိပဲကျွန်တော်တို့ဖတ်ရအောင်ဖတ်ချင်တာအကြောင်းအရာတော့အများကြီးပေါ့ဒါပေမဲ့လည်းကျွန်တော်ဒီအကြောင်းအရာလောက်ဒီအကြောင်းအရာဒီလောက်မှာပဲကျမတို့ရက်ရအောင်လို့မဖြစ်လို့လဲဆိုအချိန်တွေလည်းအကန့်အသတ်ရှိတယ်ဆိုတော့ကျမကို2နာရီခွဲမှာရက်ပါတဲ့ဘယ်နှမိနစ်ရ2နာရီခွဲမှာရက်ဆရာခွာပြီးအပြောတော်တယ်ဆရာမကို1နာရီပေးမယ်ကျမတက်တဲ့အချိန်ကျတော့1နာရီအချိန်ရမယ်1နာရီနဲ့30ခွန်ရောက်ပြီဒါပေမဲ့2နာရီခွဲအထိ1နာရီတဲ့ဘလောက်အချိန်ကြောတာ2နာရီခွဲအထိ1နာရီပြောထားတယ်ဆိုတော့ကျမတို့လည်းစီကံရှိဖို့လဲသင်ယူခံရလို့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒါကြောင့်ဒီချိန်အဲ့တော့ကျွန်မဒီဘက်ဘေးလေးကပဲကျွန်မဝင်ငှပါမယ်ဒီစင်ကဆရာကင်းပေါင်နဲ့ချိန်ထားလို့နည်းနည်းကျွန်မအတွက်မြင့်နေတယ်မြင့်နေတဲ့အတွက်ကြောင့်ကျွန်မဒီဘက်ဘေးကနေပဲဝင်ငှပါမယ်ဒါကြောင့်ဒီမှာဘယ်အကြောင်းကိုတွေးရတယ်လဲဆိုတော့ဣသေလလူမျိုးတွေအေဂုတ္တုပြည်မှာကျွန်ခံနေတဲ့ကာလဖြစ်တယ်ကျွန်ဘယ်လောက်တောင်သူတို့ခံခဲ့ရတယ်ဆိုနှစ်ပေါင်း430 430လုံးကျွန်ပြုတ်ပြီးအစပိုင်းကတော့ယောသတ်ဆိုတဲ့လူတယောက်ကိုဖယားကချီးမြှောက်ပြီးတော့ဟေပြဲလူမျိုးကျွန်ဖြစ်တော်လေဖယားကနမိတ်လက္ခဏာနဲ့သူ့ကိုဘယင်ခံနေရမှာဖယားကသူ့ပေါ်မှာယူပါယုံရှိတဲ့အတိုင်းအကြံစီရှိတဲ့အတိုင်းပဲချီးမြှောက်တဲ့ယောသတ်ဟာဘယင်ခံဖြစ်လာတယ်ဒါကြောင့်ယောသတ်အားဖြင့်ကဘာတစ်ခုလုံးငတ်မှုခေါင်းပါပဲရောက်တဲ့အချိန်မှာယောသတ်အားဖြင့်ဖယားကဘာကြီးကိုငတ်မှုခေါင်းပါပဲလွတ်မြောက်ဖို့ကယ်တင်ခဲ့တယ်
ယောသက်ပေါ်မှာကြီးမားသောကြံစီပြီးတော့ယောသက်ရဲ့မိသားစုသူ့အဖေသူ့ရဲ့ညီကိုမောင်နှမသူ့ရဲ့ဆွေမျိုးတွေပေါ့နော်သူ့ရဲ့ညီကိုမောင်နှမတွေအားလုံးဟာယောသက်ရဲ့ဂျေဇုကြောင့်သူတို့ဟာအေဂုတုမှာဒီငတ်မခေါင်းပါအချိန်ကြံသေးတယ်လာပါဆိုတဲ့နေရာမှာဖာရောဘုရင်စီမှာခွင့်တောင်းပြီးတော့အကောင်းဆုံးဂေါရှင်အရက်မှာသူတို့အဖွဲ့ကိုနေရာချပြီးတော့အဲ့ဒီမှာဣသေလလူမျိုးတွေကအေဂုတုကိုရောက်ခဲ့တယ်အဲ့ဒီလိုရောက်ခဲ့ပြီးတဲ့အခါမှာသူတို့အစောပိုင်းမှာဘယင်ခံရဲ့အမျိုးတွေဆိုတော့မျက်နှာသာရတာဖြစ်တယ်ဘယင်ဖာရောဘုရင်ရှေ့မှာမျက်နှာသာရတဲ့အဖွဲ့တွေဖြစ်တယ်သူတို့ကသူတို့တီးသက်နေမြေမှာဂေါရှင်အရက်မှာအရန်မဲ့သိုးတွေနွားတွေစိတ်တွေကလပ်အုပ်တွေပေါ့နော်သူတို့တွေမှာအရန်တိုးပွားပြီးတော့သူတို့ကိုလည်းဖယားကောင်းကြီးပေးတဲ့အခါကျတော့သားသမီးတွေလည်းမွေးဖွားကြတယ်မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်လွန်မြောက်လာတဲ့အခါမှာနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ယောသက်ဆိုတာမသိတော့တဲ့ဘယင်နန်းတက်တဲ့အချိန်မှာငါတို့အေဂုတုမှာငါတို့လူမျိုးမဟုတ်တဲ့တခြားလူမျိုးဟာအလွန်ပဲကြီးကျယ်ပွားများနေတယ်ငါတို့လူဦးရေထဲပုံများတယ်လို့သူတို့မြင်တဲ့အခါမှာသူတို့ကဟာမျက်စောင်းထိုးလာပြီငါတို့အေဂုတုလူထဲသူတို့ကပုံများတယ်ဆိုပြီးတော့သူတို့ကိုအဲ့ဒီမှာထွတ်မြောက်ရာချမ်းကိုစပြီးဖတ်တယ်သူတို့မှာဖိနှိပ်ခြင်းတွေရောက်လာသူတို့မပွားများဖို့သူတို့ကိုအမျိုးမျိုးပေါ့နော်ဒုက္ခရောက်စေတဲ့အကြောင်းအရာတွေရောက်လာအဲ့ချိန်မှာဖခင်ရဲ့လူတွေကအော်ဟစ်တဲ့အခါမှာဘသူ့ကိုမွေးဖွားစေလဲဆိုတော့မောရှေကိုမွေးဖွားစေတာဖြစ်တယ်မောရှေကိုမွေးဖွားစေပြီးတော့အဲ့ဒီအချိန်မှာမောရှေမွေးတဲ့အချိန်မှာဘလောက်တောင်အကျက်တဲဖြစ်နေပြီလဲဆိုရင်သူတို့တွေဟာဘလောက်တောင်ဖိစည်းပြီးအလုတ်တွေခိုင်းပါစေတိုးပွားတယ်ဖခင်ကလေဘလောက်ခက်ခဲတဲ့ကာလဖြစ်ပါစေသူတို့အတွက်တကားဖွင့်ပေးတယ်နော်ဘလို့ဖွင့်ပေးလဲဆိုသူတို့တွေတိုးသားသမီးတွေမွေးဖွားတယ်အဖက်ဖက်ကတိုးပွားတဲ့အခါမှာသူတို့ကိုကြွန်ပြူတယ်အလုတ်လုတ်ခိုင်းတယ်ကျမတို့ခရိယန်တွေအကုန်ယုံကြည်တယ်ဗာလေပရိမစ်တွေဟာအဲ့ဒီအချိန်တုန်းကဣသေလလူမျိုးတွေကိုဉာဏ်ပညာအရန်ကြီးကျယ်မြင့်မြတ်စွာဖြင့်သူတို့တွေတိဆောက်ခဲ့တယ်လို့ကျမတို့ယုံတာဖြစ်တယ်။ဒါကြောင့်ကျမလည်းတနေ့မှာပရိမစ်သွားကြည့်မယ်ဆိုတဲ့အိမ်မက်ဖခင်အဲ့အိမ်မက်ရှိတာနော်။ဖခင်ကတော့တစ်ခေါက်ပြည့်စုံစီပြီးနောက်သွားချင်သေးတယ်။အဲ့ဒါတော့ထားလိုက်ပါအောင်အဲ့အကြောင်းပြောဖို့မဟုတ်ဘူး။အဲ့ဒါနဲ့သူတို့တွေကြီးကျယ်မြင့်မြတ်တဲ့ကမ္ဘာသမိုင်းမှာထင်ရှားတဲ့ပရိမစ်ကြီးတွေသူတို့ကြုံပြူတဲ့အချိန်မှာဆောက်ခဲ့တယ်လို့ကျမတို့တွေယုံကြည်ကြတယ်။ပြီးလို့ရှိရင်အဲ့ဒါနဲ့နှစ်ပေါင်းအဲ့လောက်ပဲအလုတ်လုတ်ခိုင်းတာမဟုတ်သူတို့ပိုတောင်မှသူတို့ဒီလောက်တောင်မှဖိနှိပ်ရင်တောင်မှသူတို့တိုးပွားတယ်ဆိုတော့သားယောက်ျားလေးတွေမွေးရင်သတ်ဖို့ရေထဲပြစ်ချဖို့အမိန့်ရှိတယ်ဒါပေမဲ့အဲ့ဒီလိုခက်ခဲတဲ့အချိန်မှာလေဖခင်ကဘသူတွေကိုသုံးလဲဆိုတော့သားဖွားတယ်တွေသုံးတယ်ကျန်းစာထဲမှာနော်သားဒီကလေးတွေမွေးဖွားဒီခေတ်နဲ့ဆိုလို့ရှိရင် nurse တွေသားဖွားပေးတဲ့ဆရာမတွေကိုသုံးတယ်သုံးပြီးတော့သူတို့ကဘာပြောလဲဆိုသူတို့ဟာထာဝရဘုရားကိုကြောက်တော့ကြောက်တဲ့ဣသေလမျိုးသမီးတွေအာအယံကြီးတယ်အေဂုတုမိန်းမတွေလို့မဟုတ်ဘူးဒါကြောင့်ကျမတို့မွေးပေးတာမဟုတ်ဘူးသူတို့အားရှိလို့သူတို့မြန်မြန်မွေးနိုင်တာသူတို့သားတွေသမီးမွေးထားတာကျမတို့မသိပါဘူးလို့သူတို့ကဣသေလတွေအတွက်တကားတစ်ခုအနေနဲ့ဖခင်ကသားဖွားတယ်တွေကိုဖခင်ကသုံးပေးတယ်ဒါကြောင့်ဒီလိုပဲကျမတို့အသက်တာမှာလေဘလောက်ပဲခက်ခဲပါစေဒီမောရှေအကြောင်းမွေးဖွားလာတဲ့အကြောင်းနဲ့အေဂုတုမှာသူ့လူတွေကိုထွတ်မြောက်ရာလမ်းပြင်ဆင်ပေးတဲ့အကြောင်းကိုဖတ်ရင်းနဲ့ဘာသဘောပေါက်ရလဲဆိုဘလောက်ပဲတကားတွေပိတ်နေပါစေမွန်းကျက်မှုတွေရှိနေပါစေဖယားဟာတကားဖြစ်တယ်ဆိုတော့သိရတာဖြစ်ဖယားမှာလမ်းရှိပါတယ်ဖယားကလေအမျက်ထွတ်မြောက်သောလမ်းကိုစီပြုပြင်တဲ့တူတူပဲဆက်ပြောမယ်ဆိုရင်မောရှေဟာအဲ့ဒီလိုခက်ခဲရကာလမှာမွေးဖွားတော်လေဖယားသူ့တို့တကားဖွင့်ပေးတယ်သူမွေးလာတော့အရန်အစင်းလာတယ်သူ့မိဘတွေကဖွက်ထားတယ်ဣသီလတွေငိုယိုတဲ့အချိန်မှာမောရှေမွေးခဲ့တာနော်ဖယားအကြံစီနဲ့မောရှေဟာလူဖြစ်လာတယ်ဒီနေ့မောရှေကိုအမိဝမ်းထဲမှာမရှိခင်ပင်ဣသီလလူမျိုးတွေကိုထုတ်ဆောင်ခြင်းမှာဥဆောင်ဖို့အကြံစီနဲ့မွေးဖွားစေသောဖယားဟာတင့်အတွက်လည်းအကြံစီရှိတာဖြစ်တယ်ကျမတို့တယောက်စီတိုင်းဟာမတော်တဆလောကထဲမှာရောက်တာမဟုတ်ပါဘူးသင်မရှိခင်သင်မဖြစ်တည်ခင်အမိဝမ်းထဲမှာမရှိခင်သင်ပုံမှာဖယားမှာကြီးမားတဲ့အကြံစီရှိပါတယ်ဒါကြောင့်မောရှေကိုဖခင်ရဲ့အကြံစီကြီးမားစွာရှိတဲ့အတွက်ကြောင့်ဘလောက်ပဲသေမင်းရဲ့အရေးလွှမ်းမိုးသောဂျိုက်နေဥပဒေတွေပြင်းထန်နေပါစေမောရှေကိုထွတ်မြောက်သောလမ်းဘသူဖွင့်လဲဖခင်ဖွင့်တယ်မောရှေကို3လငိုတန်လာတဲ့အချိန်ငိုတက်ပြီးအတန်ကျဲလာပြီဆိုတဲ့အချိန်မှာသူ့ကိုတောင်းလေးနဲ့ရေမဝင်နိုင်တဲ့တောင်းလေးနဲ့ရဲပြီးတော့ရေထဲမှာမျောလိုက်တဲ့အချိန်မှာဘသူကဆယ်ခဲ့တယ်လဲဆိုရင်ဖာရောဘုရင်ရဲ့သမီးရေစိတ်မှာအဲ့တောင်းကကွက်တိရောက်ပြီးတော့အံ့ဩစရာအရန်ကောင်းတာဖာရောဘုရင်သမီးဟာမောရှေလေးကိုသူ့သားအဖြစ်မွေးစားခဲ့တယ်တကယ်ဆိုရင်ဖာရောဘုရင်ကအရန်ကြီးကျယ်ပြီးတော့သူတို့ကိုသူတို့
လူလို့တော့မတတ်မှတ်ပဲနဲ့နတ်ဖျားတစ်ပါးဖြစ်တယ်လို့ကြီးကျယ်တဲ့လူတစ်ယောက်ကကြီးကျယ်တဲ့ဖာရောဘုရင်မိသားစုရဲ့ဖာရောဘုရင်သမီးဟာဒီကလေးဟာဟေပြဲလူမျိုးရဲ့ကျွန်ရဲ့ကလေးဖြစ်မှန်းသိသိနဲ့ငိုနေတဲ့ကလေးကိုမြင်တဲ့အခါမှာတနာသောစိတ်ကိုဘယ်သူထဲလဲဘုရားထဲတယ်ဒီနေ့အမျိုးမျိုးခက်ခဲတွေဖြစ်နေပါစေတခါလေကျမတို့အတွက်ကြောက်ရတဲ့သူကတကားပေါက်ပြန်ဖြစ်တတ်တယ်ကြောက်ရတဲ့ခက်ခဲခြင်းဟာကျမတို့အတွက်လမ်းဖြစ်ဖို့လည်းဘုရားလုံနိုင်တယ်ဖယားသခင်တစ်ဖက်လှည့်ပေးတယ်ဒါကြောင့်သင်တို့မခံနိုင်တဲ့စုံစမ်းခြင်းသင်တို့မှရောက်ဖို့အခွင့်မပေးဘူးဒါကြောင့်သင်တို့ဒီခံနိုင်ပြီအကြောင်းစုံစမ်းနှောင့်ယှက်ခြင်းနဲ့တကွာထွတ်မြောက်သောလမ်းကိုစေရင်ပြုတ်ပြင်မယ်ဆိုတဲ့ဖယားဟာဂရုတည်တဲ့ဖယားဖြစ်တယ်မောရှေတို့မိသားစုတွေတကယ်ပဲခက်ခဲပေမဲ့စုံစမ်းခြင်းကကြီးမားပေမဲ့ထွတ်မြောက်သောလမ်းဖယားပြင်ဆင်ပြီးဖာရောဘုရင်သမီးဟာဒီကလေးကိုသူ့အတွက်ထိန်းပါဆိုပြီးတော့ထိန်းသိမ်းပေးပြီးတော့ဂျေဇုတော်ကြောင့်သူ့အမေကိုပဲခေါ်ပေးပြီးတော့အဲ့ခေတ်ကနိုဘူးခေတ်မဟုတ်တော့အမေကပဲနိုးတက်အမေကပဲငါတို့တွေကဣသေလလူမျိုးပါဖယားလူတွေပါဆိုတာပြောခွင့်ရပြီးမောရှင်ကဒီလိုနဲ့ကြီးခဲ့တာဒီနေ့အဲ့ဒီအကြောင်းကိုဒါကတော့နည်းနည်းညီတန်းလေးပြောတာပါနောက်တော့မောရှေအားဖြင့်ပဲဖယားရှင်ဟာအားလုံးကိုချုံလိုက်မယ်ဇလန်းကိုချုံလိုက်မယ်မောရှေအားဖြင့်ပဲဖယားဟာဣသေလလူမျိုးတွေကိုအဲဂုတုတိုင်းပြည်ကနေပြန်ထုတ်မဲ့နေ့ရရောက်လာတယ်အဲ့ခါမှာဖာရောဘုရင်ရှေ့မှာသွားတယ်ဖာရောဘုရင်အယံခေါင်းပါတယ်မောရှေကဘာသွားပြောလဲငါတို့ဖယားကိုဝတ်ပြုရမယ်ငါတို့ကိုးကွယ်တဲ့ဖယားဟာသူ့ကိုဝတ်ပြုဖို့ငါတို့ကိုလာဖို့တောရက်ကိုငါတို့သွားမယ်ဒါကြောင့်ငါတို့လွတ်ပါအဲ့ဒီအချိန်မှာလူဘလောက်များနေပြီလဲဆိုဣသေလလူမျိုးတွေမိန်းမနဲ့ကလေးမရေနဲ့ယောက်ျားကြီးပဲရေတာတော့မှလူ6သိန်းအဲ့ဒီအချိန်မှာမောရှေကိုအားဖြင့်ဖယားကဣသေလလူမျိုးတွေကိုကျွန်ဘွားကနေပြန်ပြီးထုတ်ဆောင်ဖို့လုပ်ငန်းကိုစတာဖြစ်တယ်အဲ့ဒါနဲ့နမိတ်လက္ခဏာတွေအကြီးအကျယ်ဖြစ်ခဲ့တယ်အဲ့ဒါတွေလည်းအတူပဲပြောမယ်နမိတ်လက္ခဏာကြီး10ခုဖြစ်ခဲ့တယ်အဲ့ဒီ10ခုကအိုးဖားတွေဖြစ်နော်ပြီးလို့ရှိရင်အမျိုးမျိုးမိုးသီးတွေကြတရိษံတွေလူတွေအနာတွေပေါက်ချင်းရဲတွေကြဖားတွေတက်အမျိုးမျိုးပေါ့နော်သူတို့အမျိုးစုံတော့ပြီးလို့ရှိရင်သူတို့ရဲ့အေဂုတုလူတွေတောက်တဲ့ရေဟာသွေးဖြစ်နမိတ်လက္ခဏာတွေအမျိုးဖြစ်အဲ့ဒါတွေဘလောက်ပဲဖြစ်ဖြစ်အဲ့ဒါတွေဖြစ်တဲ့အချိန်ဆိုဖာရောဘုရားမင်းတို့ငါခွင့်လွတ်ပြီးမင်းတို့သွားပါတော့ဒါပေမဲ့အဲ့ဒါတွေရှင်းသွားပြီဆိုမသွားကြဘူးတစ်ခေါက်ပြီးတစ်ခေါက်ဘာဖြစ်လို့ဘုရားနမိတ်လက္ခဏာကြီးကြီးမားမားနဲ့ခေါ်လဲဆိုဣသေလလူမျိုးတွေလည်းနှစ်ပေါင်း430အေဂုတုမှာရှိတော့ငါတို့ဘိုးဘေးအာဗြဟံဖယားဣဇက်ဖယားယာကုပ်ဖယားလို့တော့ဘိုးစဉ်ဘောင်ဆက်ပြောလာတဲ့စကားလောက်ရှိပေမဲ့ဖယားဟာငါတို့ဖယားပါလားဆိုတာသူတို့မေ့နေပြီဖြစ်တယ်သူတို့ကိုးကွယ်တဲ့ဖယားဘလောက်တကိုးကြီးတယ်လဲဘလောက်တက်ဆွမ်းနိုင်တယ်လဲဘလောက်တောင်မှခွန်အားနဲ့ပြေဝတယ်လဲထိုကဲ့သို့ဖယားမရှိဘူးဆိုတာသူတို့မသိတဲ့အတွက်ကြောင့်နမိတ်လက္ခဏာကြီးများစွာဟာဣသေလလူမျိုးတွေကိုဖယားသူ့ကိုယ်သူငါဟာဘလို့ကဲ့သို့ဖယားဖြစ်တယ်ဆိုတာသိဖို့မိတ်ဆက်ပြီးမျက်စိဖွင့်ပေးတဲ့အကြောင်းအရာဖြစ်ုံသာမကတပါးအမျိုးသားဖြစ်သောအေဂုတုရှင်ဘုရင်ဖြစ်တဲ့ဖာရောဘုရင်နဲ့တကွာအေဂုတုပြည်သားတွေအားလုံးကိုဣသေလလူမျိုးကိုးကွယ်သောဖယားဟာအသက်ရှင်သောဖယားနေဆာထာဝရတည်သောဖယားကောင်းကင်ရဲ့မြေကြီးကိုပိုင်တသောဖယားရာခတ်သိမ်းကိုတတ်ဆွမ်းသောဖယားဖြစ်တယ်ဆိုတာသိဖို့ဒီနမိတ်လက္ခဏာကြီးတွေကိုဖယားခွင့်ပြုတယ်ဒါတွေကိုလှုပ်ဆောင်စေခဲ့တယ်ဒါတွေလည်းကျွန်မအရှိမပြောတော့ဘူးနောက်ဆုံးနမိတ်လက္ခဏာကိုပြောချင်တယ်ခုနဖတ်သွားတဲ့နေရာမှာနောက်ဆုံးနမိတ်ဖာရောဘုရင်ခေါင်းမာစေခေါင်းမာတယ်ဘလောက်ဒုက္ခရောက်မလွတ်ဘူးမှောင်မိုက်ဖုံးလွှမ်းတယ်ဘလောက်တောင်မှောင်မိုက်ဖုံးလွှမ်းလဲကိုအဲ့မှောင်မိုက်ကမှောင်မိုက်ထူထပ်လို့ကင်လို့ရမလောက်ကိုမဲမှောင်အဲ့ဒါဆိုရင်လဲအေးနင်တို့သွားတော့မှောင်မိုက်မရှိတော့ဘူးဆိုမသွားနဲ့မလွတ်ဘူးဘယ်သူမှမလွတ်ဘူးမင်းတို့အလုတ်တွေတိုးလို့ပို့တော်ဒုက္ခပေးတယ်အရင်အုပ်ဖို့ဒီပရိမစ်တွေစောက်နောက်ပိုင်းကျတော့သူတို့ကောက်ရိုးမပေးတော့ဘူးရှုံမပေးတော့ကိုယ့်ကိုရှာရအောင်လုပ်ဒါပေမဲ့ထွက်လာတဲ့အရေးအတွက်လုံးဝမလျော့ရဘူးအရင်ကတော့အုတ်တွေဖုတ်ကောက်ရိုးတို့ရှုံတို့ထောက်ပံ့တယ်ထွက်လာတဲ့အရေးအတွက်ပေါ့နော်ဘယ်နှတုံးဖြစ်ရမယ်တနေ့ဒါပေမဲ့နောက်ဆိုဒါတွေလည်းမထောက်ပံ့ဘူးပိုတိုးတဲ့ဝင်နေသူတို့ကိုပေးတယ်သူတို့လည်းငိုကြွေးတယ်နမိတ်လက္ခဏာလည်းတိုးဖြစ်တယ်သူတို့တွေဂျွန်ဘဝစဉ်းစားကြည့်ပါဦးဂျွန်ဘဝဆိုတာသူများခိုင်းတာလုပ်ရတာဖြစ်တယ်သူများအောက်မှာအစေခံတာဖြစ်တယ်ကိုယ်သဘောနဲ့ကိုယ်ဘာမှလုပ်ပိုင်ခွင့်မရှိဘာမှရပိုင်ခွင့်မရှိဘူး
ကျွန်းဆိုတာသခင်ပေးမှစားရတာသခင်ဆင်မှဝေးရတာသခင်တနာမှအစဉ်ပြေတာသူတို့ဘဝမှာအလောက်ချိန်နဲ့တိုးပြီးတော့ဖိနှိပ်ခြင်းနဲ့ကလေးမွေးရင်တော့ဘလောက်တောင်ချုပ်ကင်လဲကိုကလေးတောင်ကိုမပိုင်တော့ဘူးယောက်ျားလေးမွေးရင်တတ်ရမယ်ဆိုတော့ဒီလောက်တောင်မှဖိနှိပ်ကြက်သေးတဲ့အချိန်ကာလမှာဖယားဟာသူ့လူရဲ့ငိုကြွေးတန်ကိုနားထောင်ပြီးတော့ဖယားရဲ့လွတ်မြောက်ခြင်းတကားဟာမောရှေအားဖြင့်ဖယားဟာယေရှုပြုနေပြီအဲ့ဒါနဲ့မောရှေကိုဖယားကပြောခိုင်းတယ်မောရှေကလည်းသူ့အကိုအာရုံနဲ့အတူကဖာရောပြင်နောက်ဆုံးတော့အရာကဖယားသခင်စီကနေစကားရောက်လာတယ်မင်းတို့အားလုံးမင်းတို့မိသားစုလိုက်စားလို့လောက်တဲ့ဥမာတိုးတကောင်ဆိုရင်မိသားစုက10ယောက်လောက်တယ်အစားကုန်တယ်ဆိုလို့ရှိရင်10ယောက်မိသားစုတွေက3ယောက်ပဲရှိရင်နောက်တစ်အိမ်နဲ့ပေါင်းနှစ်အိမ်ထောင်ပေါင်းမှလောက်တယ်ဆိုနှစ်အိမ်ထောင်အဲ့လိုမျိုးနဲ့တိုးတကောင်ကြငါတို့အကုန်လုံးစားလို့လောက်တဲ့အရွေတွက်ရှိတဲ့တိုးတကောင်ဟာနှစ်အိမ်ပေါင်းမှစားလို့လောက်မယ်3အိမ်ပေါင်းမှစားလို့3အိမ်စုပေါ့ပြီးရင်သူတို့တွေကိုအဲ့ညမှာဘာလုပ်ခါလဲတိုးတဲ့ငယ်ကိုသားအသွေးကိုသွန်းပြီးရင်အဲ့အသွေးကိုတကားအပေါ်ဘောင်နဲ့ဘေးနှစ်ဖက်မှာဟူတုတ်ပင်ညွန့်နဲ့သူတို့ကိုတုတ်ခိုင်းပြီးတော့မှအိမ်ထဲကနေအပြေမထွက်ဘဲနဲ့တကားတုတ်ထားတဲ့အိမ်ထဲမှာနေခိုင်းတာဖြစ်တယ်အဲ့ညကိုအဲ့ဒီလိုညကိုဒီလိုလုပ်ပြီးမှလွန်ပါစေဆိုသူတို့ဣသေလလူမျိုးအကုန်လုံးကိုမှားတဲ့အခါမှာသူတို့တွေဟာအဲ့ဒါကိုနားထောင်ပြီးသူတို့အဲ့ဒီညမှာဒါနောက်ဆုံး10ခုမြောက်နမိတ်လက္ခဏာကြီးဖြစ်တယ်အဲဂုတုကမထွက်ခင်အဲ့ဒါနဲ့သူတို့အဲ့ဒီအရာကိုလောက်ကြတိုးတငယ်ကိုတတ်ပြီးရင်သူတို့ကိုဘာလုပ်လဲဟုတ်ပြီမင်းတို့ခါစီစီဖနဝိအဲ့ကိုလွဲတောင်ဝင်းအသင့်ပြင်ခရီးသွားဖို့ပြင်ဆင်ရင်းနဲ့အဲ့ဒီတိုးတငယ်အသွေးကိုတုပ်ပြီးတိုးတငယ်အသားကိုမင်းတို့စားရမယ်တဆေးမဲမဟုတ်နဲ့ဆိုတာကိုသူတို့မှားထားတယ်သူတို့အဲ့ဒါကိုသူတို့စားကြပါတယ်သူတို့စားကြပြီးတဲ့အခါအဲ့ဒီစားတဲ့ညမှာတိုးတငယ်အသွေးတုပ်ထားတဲ့ညမှာတိုးတငယ်အသွေးမတုပ်တော့အန်ကုတုလူမျိုးတွေရဲ့အိမ်တိုင်းဟာငိုကြွေးတန်နေနေရယူနေတယ်အဲ့ဒီညကိုကြော်တဲ့အခါဘာဖြစ်လို့သူတို့ငိုကြလဲသွေးမတုပ်ထားတဲ့အိမ်တိုင်းမှာရှိသောသားဦးတွေဆုံးတာဖြစ်တယ်အဖေသားဦးဆိုအဖေသေးသားဦးလည်းသားသေးတရိษံထဲမှာနော်တရိษံထဲမှာတိုးကလေးထဲမှာ3កောင်ပေါက်တယ်ဘဲဟာအူးဖွားလဲလူတွေမမှတ်မိဘူးဒါပေမဲ့ဖယားမမားဘူးအဲ့ဒီညမှာဖြတ်သွားတဲ့ကောင်းကင်ထဲမှာမမားဘူးအူးဖွားသောတရိษံအူးဖွားသောလူအကုန်လုံးဟာဆုံးကြတယ်အဲ့မှာအေဂုတုတပီလုံးအကြည့်အကျငိုကြအဲ့ဒီညကိုဖြတ်သန်းပြီးတဲ့အခါမှာဖာရောဘရင်ရဲ့သားလဲပါသွားတယ်အဲ့ဒါနဲ့သူ့သားသေတဲ့အခါမှာသူ့သားလဲသေသွားတဲ့အခါဘာတရားမှမရှိသူတို့သားတွေသေကြတဲ့အခါမှာသူတို့လုံးဝမခံနိုင်တော့ဘူးဖာရောဘရင်ညရင်းချင်းမောရှင်နဲ့အာယုံလာခဲ့မင်းတို့တွေဒီကနေသွားလိုက်တော့မင်းတို့တွေသွားလိုက်တော့မင်းတို့တွေငါတို့ပိုင်ပြီဒါကနော်ကျွန်မပြောပြနေတမန်ကျမ်းစာရဲ့အကြောင်းအရာလဲဟုတ်တယ်တကဘာတမိုင်းမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လဲဖြစ်တယ်ဒီနေ့အေဂုတုပီယာဘယ်မှာရှိတယ်လဲအီဂျစ်ဖြစ်တယ်ကျွန်တော်တို့အေဂုတုကနေဣသေလလူမျိုးတွေထွက်တဲ့လမ်းကြောင်းတောက်လျှောက်ပဲပင်လယ်နီတောက်လျှောက်သူတို့ထွက်ကြတယ်အဲ့ဒီလမ်းကြောင်းအခုဒီရှိတယ်အဲ့ဒီအရက်ဒေသတွေဒီနေ့ထိကဘာလက်ခီးတယ်ကဘာတိုင်းနိုင်ငံအသီးသီးလူတွေသွားကြည့်ကြတယ်အဲ့ဒီလမ်းတွေကို tourist ရလည်းသိတယ်အဲ့လမ်းတိုင်းမှာဘတ်စကာနဲ့ခေါ်လာဣသေလလူမျိုးတွေဖြတ်လျှောက်ပြီးဟိုခါနန်ပြည်ဆိုတော့ဣသေလဣသရေလနိုင်ငံထဲကိုဝင်တဲ့လမ်းဒီလမ်းအတိုင်းအဲ့ဒီ gate ကိုပဲနေဇက် gate ကိုပဲဖြတ်ပြီးတော့ဝင်တယ်ဒါတွေဟာဒဏ္ဍာရီမဟုတ်ဘူးပုံပြင်မဟုတ်ဘူးတကယ်အဖြစ်ပြက်တွေဖြစ်တယ်တကယ်အဖြစ်ပြက်ကြီးကအဲ့ညမှာဖြစ်ပြက်နေတယ်အေဂုတုပီမှာငိုတန်နေနေပြည့်ဘယ်အိမ်တွေကငိုတန်မရှိဘူးလဲဆိုရင်တိုးတငယ်အသွေးတုပ်ထားတဲ့အိမ်တွေမှာငိုတန်မရှိဘူးသိဆုံးခြင်းမရှိဘူးအဲ့ဒီတိုးတငယ်တုပ်ထားတဲ့အိမ်မှာရှိတဲ့သူတွေကပိုကောင်းလို့လားပိုကောင်းလို့လည်းမဟုတ်ဘူးပိုလိမ်မာလို့လည်းပိုချောလို့လည်းမဟုတ်ဘူးတိုးတငယ်အသွေးတုပ်ထားတဲ့အိမ်ထဲမှာနေတဲ့သူတိုင်းဟာအရက်ပုတ်သည်ဖြစ်စေရုပ်ဆိုးသည်ဖြစ်စေအသားမဲသည်ဖြစ်စေတေချင်းဆိုတဲ့အရာသူတို့ကိုလုံးဝမထိခိုက်နိုင်ဘူးတေမင်းသမန်ဟာအေဂုတုမှာဖြတ်သွားတဲ့အချိန်မှာတိုးတငယ်အသွေးမတုတ်တဲ့အိမ်တိုင်းကသားဦးတွေတိရစ္ဆာန်ဦးတွေတေကြတဲ့အချိန်မှာ
ဣသေလလူမျိုးတိုးတငယ်အသွေးဣသေလလူမျိုးတော်ပြောချင်တိုးတငယ်အသွေးတုတ်ထားတဲ့အိမ်မောရှင်နဲ့အာယုံမှားတဲ့အတိုင်းလှုပ်တဲ့အိမ်တိုင်းကလူဟာအသက်လွတ်တာဖြစ်တယ်။ဒါနဲ့ညရွင်းချင်းဖာရောဘုရင်ကလုံးဝမနေနိုင်တော့မနေနိုင်တော့ပဲနဲ့မင်းတို့သွားကြတော့သူအရန်စိတ်ဆိုးဒါသူကဘာသမိုင်းမှာတကယ်ရှိခဲ့တဲ့ဖာရောဘုရင်ဖြစ်တယ်။ Ramsey 2လို့ကျမတို့အဲ့မှာရှိခိုက်တယောက်ကပြောပြ Ramsey 2ဆိုတဲ့ဘုရင်ဖြစ်တယ်သူ့ရဲ့သားဦးဟာလည်းတည်ခဲ့တယ်ဆိုတာသူတို့သမိုင်းသူတည်တည်နဲ့သူတို့သိခဲ့တယ်ပေါ့ပြီးရင်သူဟာလည်းရေနှစ်တည်ပြီးမှမန်မီရုပ်လောင်းလောက်ခံရတယ်ဆိုပြီးတော့နော်သူ့ရဲ့ရုပ်ပုံကိုလည်းကျမတို့ကိုပြခဲ့တယ်အဲ့ဒီတော့ကအဲ့ Rams ဘာဖြစ်လို့လဲဆို pyramid တွေထဲမှာဆိုဗာလဲမန်မီရုပ်လောင်းတွေတကြိုကြရှေးခေတ်ကဖာရောတွေကငါတို့ဟာထာဝရကာလရှိတယ်လို့တော့သူတို့အယုံတော့တနေ့သူတို့ပြန်ရှင်သန်မှုသူတို့ကိုယ်ခန္ဓာမပုတ်မှဖြစ်မယ်လို့သူတို့ထင်တော့သူတို့စေးပညာအစစ်မြင့်မြင့်နဲ့သူတို့ကိုယ်သူတို့မန်မီလုပ်တယ်ပြီးရင်သူတို့ဘူးသူသားအနေနဲ့ဓာတ်ပုံဘယ်လိုရိုက်ခိုင်းလဲဆိုယောက်ျားလေးတွေကိုဆို guide တွေကဒီလိုရိုက်ခိုင်းတယ်လက်နှစ်ဖက်ရှက်ပြီးတော့သူတို့ဖာရောဘုရင်ရုပ်ထုတွေမှာကြည်ပါလက်နှစ်ဖက်ရှက်ထားတယ်အဲ့ဒါဘာဒိတ်ပဲလဲဆိုငါတို့ဟာဖာရောဘုရင်တွေကတစ္ဆာမေတ္တာကြီးမားသောသူများဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့အဲ့လိုမျိုးနဲ့သူတို့ကယောက်ျားလေးဆိုဒီလိုလုပ်ပြီးရိုက်တယ်အဲ့လိုမျိုးနဲ့အမှတ်တရလေးပေါ့နော်အဲ့ဒါနဲ့တစ္ဆာမေတ္တာကြီးမားတယ်ဒါပေမဲ့ Ramsey 2ဆိုတဲ့ဘုရင်ရဲ့ရုပ်အလောင်းရဲ့လက်ဟာပြေရော့ဒါနဲ့သူ့ကိုသူ့တေသနာပြုကြတော့သူဟာပင်လယ်နီမှာတကယ်နစ်မြုပ်ခဲ့တဲ့ဖာရောဘုရင်ဖြစ်တယ်ရုပ်အလောင်းဖြစ်တယ်လို့သူ့တေသနာတွေကအတိမတ်ပြုတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အလောင်းဟာရေနစ်သေးပြီးမှပြန်ရပြီးမှရေနစ်သေးပြီးတောင့်သွားတယ်လေခြေတွေသူ့ခြေထောက်ဟာမန်မီဟာစုတယ်သူ့ခြေထောက်ဟာကားတယ်ပြီးရင်သူ့လက်ဟာဒီလိုမရှက်ဘူးမနှဲပြန်ပြီးချက်ချေခတ်ဖြစ်အောင်မနှဲပြန်လှုပ်ထားလို့ပြေရော့တယ်အလောင်းဖြစ်တယ်ဆိုတာသူတို့တွေကသူ့သေးတယ်မှတ်တမ်းတင်ထားအဲ့ခေတ်တကယ်အဖြစ်ဒီပါဒါကြောင့်ဒီကနေ့ဒီအကြောင်းအရာလေးနဲ့ကျွန်မပတ်သက်ပြီးဘာပြောချင်လဲဆိုဖာရောဘုရင်ကနောက်နေ့မှာသူတို့အားလုံးထွက်တော့မင်းတို့ငါမလို့ချင်တော့သွားတော့လို့ပြောတဲ့အချိန်မှာမောရှေကသူတို့လူတွေကိုဘာမှထားလဲဆိုငါတို့ကိုဖာရောဘုရင်သွားခိုင်းအစင်သင့်ပြင်ပြီးမှသူတို့ကိုသွားခိုင်းတာနော်အစင်သင့်ဘလောက်ပြင်တာခပန်းစီလွယ်တောင်ဝဲအစင်တဲ့ဖနှက်စီးပြီးတော့သူတို့တွေတိုးတငယ်အသားကိုစားခိုင်းတာတညတွင်တညချင်းမှာအပီစားဒါကြောင့်မကြံအောင်စိတ်ငါအောင်ကိုတအိမ်နဲ့မကုန်ရင်နှစ်အိမ်သုံးအိမ်ပေါင်းပြီးမှဒီအိမ်တအိမ်မှာစုပြီးစားသူတို့ကိုအဲ့လိုမှာထားပြီးသူတို့အိမ်ညမှာဒါတွေစားပြီးတော့သူတို့တွေနောက်တစ်နေ့မှာသွားရအောင်အဲ့လိုသွားတဲ့အချိန်မှာသူတို့ကိုဘာမှတလဲဆိုမင်းတို့ရဲ့အိမ်ကြီးချင်းတွေမှာရှိတယ်တဲ့အေဂုတုလူတွေစီကရွှေငွေပစ္စည်းဥစ္စာတွေမင်းတို့လိုချင်တဲ့အရာတွေရွှေငွေတစားမောရှေစီရင်တဲ့တိုင်ဣသေလအမျိုးသားငွေတစားရွှေတစားအဝတ်တစားများကိုအေဂုတုလူတွေ၌တောင်းကြ၏မောရှေကဘာပြောလဲမင်းတို့နားမှာရှိတဲ့အေဂုတုလူတွေစီကရွှေငွေအဝတ်အစားမင်းတို့လိုချင်တာတွေတောင်းရမယ်အဲ့ဒါနဲ့သူတို့တောင်းတယ်အဲ့လိုတောင်းတဲ့အခါမှာဒီမှာဘာရေးထားလဲဆိုတောင်းသည့်အတိုင်းလဲပေးချင်သောစေတနာစိတ်ကိုအေဂုတုလူတို့အားထာဝရဘုရားပေးတော်မူသဖြင့်အေဂုတုလူတို့သည်အေဂုတုလူတို့ဤဥစ္စာများကိုလူယူကြ၏လို့ထွတ်မြောက်ကြအခန်းကြီး7အခန်းငယ်35နဲ့36မှာဆက်ပြီးတော့ရေးထားမင်းတို့သူတို့စီကရွှေငွေတွေဝစ်စားတွေကြိုက်တဲ့လောက်တောင်းလိုက်တောင်းတဲ့အတိုင်းသူတို့ပေးမှာအဲ့ဒါသူတို့လည်းပြောတဲ့အတိုင်းတောင်းကြတာဖြစ်တယ်အဲ့လိုတောင်းတဲ့အခါမှာသူတို့ဘလောက်တောင်မှအဆင်ပြေလဲဆိုရင်စာလံ105အခန်းငယ်39မှာဘာပြန်ပြီးတော့ရေးထားတယ်လဲဆိုလို့ရှိရင်သူတို့အစုစုတွင်အာနေသောသူမရှိဘဲရွှေငွေပါလျက်ထုတ်ဆောင်တော်မူ၏လို့လုံးဝသူတို့အဖြစ်အပျက်ကိုမှတ်တမ်းတင်ထားတယ်အဲ့ဒီအေဂုတုလူဘယ်နှယောက်တောင်ရှိလဲဆိုအေဂုတုထဲမှာရှိနေတဲ့ဣသေလလူမျိုးတွေအဲ့နေ့မှာထွက်တဲ့သူဘယ်နှယောက်ရှိလဲဆိုယောက်ျား6သိန်းထွက်တယ်ပြီးရင်မိန်းမနဲ့ကလေးကိုမရေဘဲနဲ့ယောက်ျား6သိန်းဆိုတာမိန်းမတွေကယောက်ျားလောက်ဆိုနောက်6သိန်းပြီးရင်ကလေးတွေပါလို့ရှိရင်စဉ်းစားကြည့်အောင်ယောက်ျားနဲ့ဣသေလလူမျိုးလည်းကလေးကမွေးဖွားချင်တယ်လို့မွေးဖွားနေတာအချင်းတို့များပြားဆိုမွေးဖွားကြလောဆိုမွေးနေတာဖြစ်တဲ့အတွက်ကြောင့်အဖေအမေထက်ပုံများတဲ့ကလေးရှိမှာဖြစ်တယ်အဖေအမေထက်ပုံများသောကလေး3ယောက်4ယောက်ဒါမျိုးရှိမှာဖြစ်တယ်
ဒါကြောင့်သူတို့မိသားစုသူတို့တွေကိုဘုရားကောင်းချီးပေးတဲ့ခါကျတော့အဖိုးကြီးအဖွားကြီးအသက်ကြီးတဲ့သူတွေလည်းရှိမှာဖြစ်တယ်အသက်ရွယ်ကြီးရင်ပြီးတော့နော်ကြီးရင်တဲ့ကာလနဲ့ပြည့်စုံတဲ့အဖွဲတွေလည်းရှိမှာပြီးရင်သူတို့ထဲမှာကျွန်တနစ်နိုင်ပေါင်းများစွာအလုတ်လုတ်ခိုင်းခံရအလုတ်ခါနာတဲ့သူလည်းရှိမယ်ဒူးနာတဲ့သူလည်းရှိမယ်ဒဏ်ပြီးတဲ့သူလည်းရှိမယ်ခြေထောက်မှာအတုံးအလေးကျလို့ခြေထောက်ကျိုးနေတယ်ဆိုတဲ့အဖွဲလည်းရှိမယ်ပြီးရင်စဉ်းစားကြည့်ဖြားတဲ့သူလည်းရှိနိုင်တယ်ဒါပေမဲ့အောစရာအရန်ကောင်းတာကအဲ့ဒီနေ့ထွက်တဲ့အချိန်မှာအေဂုတုပီကနေဣသေလလူမျိုးတွေထွက်တဲ့အခါမှာတယောက်မကြမ်းသူတို့အဆူဆူမှာအားနေတော့သူတယောက်မှမရှိပဲရွှေငွေပါလျက်ထုတ်ဆောင်ခံရတယ်လို့စာလံ105အခန်းငယ်30မှာမှတ်တမ်းတင်ထားတယ်တယောက်မှမကြမ်းအောင်ထွက်တာအဲ့ဒီအရာကိုကျမတို့ကြည့်တဲ့အခါမှာကျမတို့ဘာကိုမြင်ရလဲသူတို့ဘာလို့ဒီလိုသွားနိုင်တာလဲသူတို့ဘာလို့ဒီလိုထွက်နိုင်တာလဲကျမကိုဘုရားကဒီအရာကိုစင်ချင်ရင်းနဲ့ကျမတနေ့မှာဘာတတိရလဲဆိုကျမတို့အမှုတော်ဆောင်တွေအခုရန်ကုန်မှာကျမတို့လမ်းစာပေးတာရန်ကုန်အဖွဲ့ချုပ်မှာဒီပင်မအသင်းတော်မှာ100နဲ့တယောက်ရှိတယ်အခုလမ်းစာပေးတာကျမတို့အရင်တော့အမှုတော်ဆောင်တွေပိကနစ်တွေဘာတွေသွားတယ်အပျော်ခီးတွေသွားတယ်အဲ့ဒီလိုသွားတဲ့အချိန်တိုင်းအားလုံးအကုန်မလိုက်နိုင်ဘူးကဲမနေ့ပြန်ငါတို့ခရီးသွားမယ်ဟေးတကယ်အပျော်ကြီးပင်လယ်မှာသွားမယ်အကုန်လုံးပျော်သွားချင်သလားမမင်းနဲ့ပင်လယ်သွားမယ်ဆိုရင်ခရီးတောင်မှလူကုန်မပါဘူးဘာလို့မပါလဲတချို့ကအိမ်မှာအဖေနေမကောင်းလို့စောင့်ရမယ်တချို့ကကြတော့လဲနော်အမျိုးမျိုးကလေးနေမကောင်းလို့ဒါမှမဟုတ်ကိုယ်တိုင်ခေါင်းကိုက်လို့ဝမ်းလျှောလို့ဘိုက်နာလို့မလိုက်နိုင်ဘူးဆိုတာဒါတော့အပျော်ခရီးသွားတာဒီလိုသွားတဲ့ခရီးကိုလူ90 100ပဲစဉ်းစားကြည့်လူ90 100ပဲရှိတဲ့အဖွဲအစည်းထဲမှာတော့လူကုန်မလိုက်နိုင်ဘူးတူရှင်းရှင်းလေးပဲပြောမယ်ကျွန်မအမှုတော်ဆောင်မီတင်ခေါ်တယ်အမှုတော်ဆောင်မီတင်မှာ100 ရာခိုင်နှုန်းတက်မီတင်မရှိဘူးအခုထိထမင်းကျွေးမယ် breakfast လဲကျွေးမယ် bonus လဲပေးမယ်ဆိုတာတော့လူကုန်မလာဘူးမူရောဆောင်စီဝေးခေါ်လိုက်တာနဲ့ဖုန်းဆက်ကြပြီဆရာမရဲ့ကလေးပါဖြစ်လို့ကျွန်တော်ဝမ်းလျှောလို့အဆုံနေရပဲရောက်ခမကိုကားဂိတ်ပို့ရမှာမို့လို့နော်ရောက်ခမယူတဲ့အသက်ရှင်မိမစေးခမ်းပြရမှာမို့လို့မိမရှိခိုးသွားမကြိုးအေးကိုကတော့ခွင့်တိုင်တာအေးပြောမယ်breakfast လဲကျွေးမယ်နေ့လယ်စာလဲကျွေးမယ် bonus လဲပေးရရင်ရနိုင်တယ်ဆိုတာတောင်ပြီးရင်ဒီအသင်းတော်အမှုတော်ဆောင်လေသူတို့စီဝေးလာရမယ်လေလာတဲ့နယ်လေတလားတစ်ခေါက်နှစ်ခေါက်မှခေါ်တဲ့စီဝေးကိုမပြတ်ပဲတက်တဲ့နယ်လို့ကျွန်မမြင်ပေမဲ့သူတို့ပြတ်တယ်သူတို့ပြတ်တယ်လူစုံလုံးကဘာကိုရှင်းပြ live ကလည်းလွင့်ထားသူတို့မှအကြောင်းအမျိုးမျိုးရှိတယ်ကျမဒါကိုစဉ်းစားရင်းနဲ့ဘာသဘောပေါက်သွားလဲဆိုရင်ဣသေလလူမျိုးတွေအေဂုတုပီကထွက်တာယောက်ျားရည်ရင်6သိန်းကျမတို့အမှုတော်ဆောင်90 100နဲ့နှိုင်းဆလို့မရဘူးအကန့်အသတ်မရှိအလွန်များသောလူတွေသူတို့မိန်းမထပ်ရည်လိုက်အောင်နောက်6သိန်းသူတို့ကလေးတွေထပ်ရည်လိုက်အောင်နောက်6သိန်းကလေးတစ်ယောက်စီပဲရှိတယ်တောင်ထားလိုက်အောင်လူဦးရေဘလောက်တောင်ရှိနေပြီလဲ18သိန်းတော့ကလေးတစ်ယောက်စီတော့မဖြစ်နိုင်ဘူးကလေးသိန်း20ပြောမယ်ဆိုရင်2 သန်းလူပေါင်း2 သန်းကျော်ဟာတပြိုင်နက်တည်း1 မိနစ်ထဲမှာထွက်တာဖြစ်တယ်အဲ့ဒီလိုထွက်တဲ့အခါမှာသူတို့အဆူဆူနိုင်အားနေတော့သူမရှိဘူးတဲ့ရွှေငွေပါလက်ထုတ်ဆောင်နေတဲ့ဘာဖြစ်လို့သူတို့အားမနေတာလဲမကြမ်းမမာဖြစ်တဲ့သူတယောက်မှမရှိလို့ပေါ့ခြေထောက်နာတဲ့သူမရှိလို့ပေါ့ဒဏ်ပေးတဲ့သူမရှိလို့ပေါ့ခါနာတဲ့သူမရှိလို့ပေါ့ဖျားတဲ့သူမရှိလို့ပေါ့ဝမ်းလျှောတဲ့သူမရှိလို့ပေါ့စဉ်းစားကြည့်ပါအောင်မြို့တစ်မြို့မှာလူဦးရေဘယ်လောက်ရှိမှထင်တယ်လဲ2000 3000တချို့ရွာတွေရှိတယ်ထားလိုက်ဟောအဲ့လိုရှိရင်တော့မှကျမတို့မြို့တစ်မြို့နဲ့မနိုင်ရှင်ကျမတို့အသင်းတော်မှာအခုလက်ရှိရန်ကုန်မှာလူ9000လောက်ထိတွေ့နေတယ်ဒါပေမဲ့အဲ့ထဲမှာခဏနိုင်ရေးပေါ်တယ်လေနိုင်ရေးခဏပေါ်တယ်ကျမတို့တော့နိုင်အကုန်နေမြေခံနေတဲ့အစင်ပြောင်းအခုဒီ2 ရက်မှာတော့မပေါ်ဘူး
ဘာလို့လဲအတကုံဆုတောင်းထားကျမယေရှုနာမတားတယ်ဒီနေ့ဘယ်သူမှမသေးရအမိတ်ပေးထားတယ်ယေရှုနာမနဲ့အသင်းသားအလုံးကျမ်းပါမယ်တရောက်မကြအနာရောဂါငြိမ့်မယ်အပြတ်ကြော်ညာထားတာဒီအသင်းစီဝေးမတိုင်ခင်ကျွန်မအပြတ်ချီးမွမ်းခြင်းလုပ်တာအနာရောဂါရှိတဲ့သူတွေစီမှာကျမ်းမာပြီးအောင်မြင်ပြီးလွတ်မြောက်ပြီးလို့သွားပြောတာနှုတ်ကပတ်တော်သွားကြင်ညာတာတကယ်ပြောတာအဲ့လိုပဲကျွန်မဆူတောင်းတာပြောမယ်ဆိုကျွန်မတို့လူ4-5,000ပဲရှိရအောင်ခဏခဏနာရေးရှိတယ်နော်လူသိန်းကနန်းယောက်ျားကြီးပဲ6သိန်းမိန်းမကလေးပေါင်းကြည့်လူ2 သန်းကျော်မှနာရေးမရှိနိုင်ဘူးလားအဲ့ဒီထွက်တဲ့နေ့ဒါပေမဲ့မရှိဘူးမရှိနေဘူးရှိရင်အကုန်ပါမလားမပါဘူးလေလူသေးတကြိုရအောင်မယ်ဆိုတဲ့ကိစ္စရှိမှာမရှိဘူးဖြားလို့မလိုက်နိုင်တာမရှိဘူးခါနာလို့မလိုက်နိုင်တာမရှိဘူးဒူးနာလို့မလိုက်နိုင်တာမရှိဘူးခေါင်းကိုက်လို့မလိုက်နိုင်တာမရှိဘူးတယောက်မကြံမနောက်တနေ့မှထွက်ဟေးပြောတဲ့အခါမှာအကုန်လုံးထွက်ပြီးဟေးတိုးတွေမောက်နွားတွေမောက်စိတ်တွေမောက်အမလေးကလေးတွေလက်ဆွဲဟိုမှာဒုတ်ကောက်တဲ့အဖိုးကြီးလေးဘလို့ဖြစ်သွားလဲမသိဘူးငါဒုတ်ကောက်မလို့တော့ဘူးပြစ်ဘာဖြစ်လို့လဲဘာဖြစ်လို့သူတို့ကျမ်းမာတာလဲအဲ့ဒီကျမ်းမာခြင်းရဲ့တခုတည်းသောတော့ချက်ဟာညမှာတိုးတငယ်အသားကိုစားလို့ဖြစ်တယ်တိုးတငယ်အသားကိုစားတယ်တိုးတငယ်အသွေးတုပ်ခြင်းအဖြစ်သူတို့ဒီအသက်လွတ်ရုံမဟုတ်ဘူးတိုးတငယ်အသားစားခြင်းအဖြစ်အနာရောဂါရှိတော်သူအားလုံးအဲ့ဒီညမှာအနာငြိမ့်တယ်အနာပြောက်တယ်တရားမကြံကျမ်းပါတယ်ခေါင်းကိုက်နေတဲ့သူဖြားတဲ့သူလဲကိုပူတာဘယ်ရောက်သွားလဲမသိတော့ဘူးငါလန်းဆန်းသွားပြီကျမ်းမာသွားပြီနောက်နေသူတို့ဘာလုပ်လဲသူတို့အိမ်နာအဲကုတုလူတွေစီကသူတို့ရွှေတွေငွေတွေလှဲတွေတောင်းပါကျမဒီခေတ်နဲ့ဗာမြင်လဲသိလားလှဲလောက်မမြင်ဘူးဒီခေတ်တော့ Land Cruiser ပဲ Prado ပဲမင်းတို့စီတွေလဲ Land Cruiser ငါတို့ခရီးသွားမှာငါတို့ပေးလိုက်အဲ့ဒီခါမှာဟိုလူတွေကအေးယူအေးမင်းရဲ့ဆွဲကြိုးကြီးကြိုက်တယ်ပေးယူသွားဆရာကင်းပေါင်တို့ဆရာတွေစီမှာဆွဲကြိုးတွေဝင်းညင်တော့အလုံးလုံးရင်အကုန်ကျွတ်သွားမှာဟာအိမ်နီးနားချင်းရဲ့လက်ကောက်ကြီးအရင်ကျွန်းကိုကကျွန်းပဲလုံနေတော့အမလေးသူတို့အကူတူတွေကတက်တောင့်တက်တာအကောင်းဆုံးအစားတောက်တွေစားပြီးတော့ရွှေတွဲလဲငွေတွဲလဲကိုကတော့ငေးမြော်ကျွန်းလေကျွန်းအောင်မှတစ်နှစ်မဟုတ်နှစ်ပေါင်း430လုံးကျွန်းအဲ့ဒီအကူတူမှာတောင်းတင်ပြီးနောက်ပိုင်းနှစ်တွေအားလုံးကခဲရင်ဆိုးရုပ်ရာကာလကျွေးမှစားပေးမှယူခိုင်းသမျှလှုပ်ဆိုတဲ့မျက်နှာငယ်ရတဲ့ဂျုံဘဝနဲ့သူတို့တွေဖြတ်တန်းနေတာဟိုဆွဲကြိုးတွေကြည့်လဲတရေကြပဲနေရတာရပိုင်ခွင့်မရှိဘူးလှုပ်ကြွေးပြုတ်နေရတာအကုတုအိမ်တွေမှာကျွန်းလွန်နဲ့ယိုကျိုးပြီးတော့သခင်အလိုတိုင်းမှာသခင်မပြောတဲ့အတိုင်းပါဒီလိုလူမျိုးတွေဖြစ်တယ်ဒါပေမဲ့အောစရာဘလောက်ကောင်းတယ်လဲအဲ့ဒီညမှာတိုးတငယ်အသွေးတုပ်ခြင်းအဖြစ်အသက်လွတ်ယုံတာမကဘူးထိုအသွေးမှာခိုးလုံးတော့အိမ်ထဲမှာရှိသောလူတိုင်းအသက်လွတ်ယုံမဟုတ်ဘူးထိုတိုးတငယ်အသားကိုတဆေးမဲ့မုံနဲ့အဲ့ဒီညတွင်ချင်းမှာစားရမယ်အဲ့ဒီစားသောသူတိုင်းအနာငြိယုံမကဘူးနောက်နေ့သူတို့ထွက်မဲ့အချိန်မှာပေးမင်းတို့အိမ်ကပရာဒိုလိုချင်တယ်အေးယူသွားအဲ့ဒီလက်ကောက်တောင်လောက်ကြိုက်တယ်ယူရွှေအိုးယူနော်ဟာစတိုးလဲကြိုက်တယ်ယူဟဲလက်ကောက်ဘယ်မဟုတ်ဆွဲကြိုးနော်မိန်းမတွေလည်းဘလောက်လေးဆွဲကြိုးဆိုခံနိုင်တယ်ငါးပိတ်တာလောက်စင်ကြည့်ယောက်ျားတွေရွှေလေးတာလောက်ကတော့ပြင်းအောင်ပြင်းသေးတကူလုံးစေဖူချေဟန်ချေလက်စွချေစွလက်ချေချောင်းနဲ့မလောက်ခြေစေချောင်းမှာစွတ်သူတို့တွေနောက်နေပါဖြစ်လဲတထဲဖြစ်နေတာအရင်ကသူတို့ငေးခဲတဲ့ရွှေတွေငွေတွေရွှေအိုးငွေအိုးဟာတန်ဖိုးကြီးတဲ့ပြေသူတို့စီရောက်တာသူတို့ဘလောက်ချမ်းသာလဲသိလားသူတို့အဲ့ဒီမှာဘလောက်ချမ်းသာလဲဆိုဘယ်နေရာမှာတက်တည်များလဲဆိုသူတို့တွေဆက်သွားတဲ့အခါမှာဟာမောရှိသီနာတောင်ပေါ်တက်ပြီးဖျားနဲ့တွေ့တဲ့အချိန်မှာရက်40လောက်ကြာတော့အေဂုတုကလာတဲ့သူတွေအေဂုတုစိတ်မပြောက်ဘူးအဲ့ချိန်မှာငါတို့တွေနွားတငယ်ရုပ်လုပ်ရအောင်ဘလောက်သူတို့ရွှေပေါ်လဲနော်နွားတငယ်ရုပ်လုပ်ဖို့ရော့ရွှေတွေပေးနိုင်တာနော်
ရွှေစင်နဲ့တောင်နွားတငယ်ရုပ်ထူလောက်အောင်သူတို့ဘလောက်တောင်ချမ်းသာခဲ့တယ်ဆိုတော့ကျွန်မပြောချင်တာသူတို့အလောက်တောင်ချမ်းသာခဲ့တာသူတို့အရင်နေ့ကစဉ်းစားကြည့်အောင်တိုးတငယ်အသွေးမတုတ်ခင်အသားမစားခင်နေ့မှာသူတို့ကျွန်းနောက်နေ့သခင်လူကျွန်းမဟုတ်တော့ဘူးပြီးရင်တိုးတငယ်အသားမစားခင်သူတို့မှမကြမ်းပါနဲ့သူမိသားစုမှရှိမယ်ဒါပေမဲ့အဲ့ညာတိုးတငယ်အသားစားတဲ့ညမှာသူတို့အားလုံးနောက်နေ့ကြမ်းပါတယ်လုံးဝကြမ်းပါတယ်တယောက်မကြမ်းလိုက်နိုင်တယ်တယောက်မကြမ်းလိုက်နိုင်တယ်ပြီးရင်သူတို့ဟာမလွတ်မလတ်နဲ့အချုံနောက်ခံရတဲ့သူမဟုတ်တော့ဘူးလူလက်ချင်းနဲ့ရေမောချင်းနဲ့အေဂုတုကနေပြီးတော့ရွှေငွေပါလက်အားနေသောသူတယောက်မှမရှိပဲထုတ်ဆောင်ခံရသောသူတွေဖြစ်တယ်ဒါကြောင့်သူတို့ကြွယ်ဝခြင်းကောင်းစားခြင်းကျမ်းမာခြင်းအောင်မြင်ခြင်းလွတ်မြောက်ခြင်းတခုတည်းသောတော့ချက်ဟာတိုးတငယ်ဖြစ်တယ်ဒီကနေ့ကျမတို့ရဲ့တိုးတငယ်ဟာယေရှုခရစ်တော်ဖြစ်တယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အခန်းငယ်29မှာဘာရေးထားတယ်လဲဆိုနှစ်ချင်းဆရာယောဟန်ဟာယေရှုခရစ်တော်လာနေတာကိုမြင်တဲ့အခါမှာဒီလောကရဲ့အပြစ်ကိုယူဆောင်သွားသောဖခင်ရဲ့တိုးတငယ်ကိုကြည့်ပါလို့သူပြောခဲ့တာဖြစ်တယ်။ငါမရှိခင်ရှင်းနေပြီးငါနောက်ကြွလာတော့သူဆိုတာထိုသူကိုပြောတာ။နှစ်ချင်းဆရာယောဟန်အရင်မွေးပေမဲ့ယေရှုကနောက်မှ6လလုံးမှမွေးပေမဲ့ယောဟန်ဘာပြောလဲ။ဒါဝိညာဉ်တော်အဖြစ်ပြောတာငါမရှိခင်ရှိတယ်။ဘာဖြစ်လို့လဲကောင်းကင်ချစ်သူငါမရှိခင်ရှိပြီးငါနောက်ကြွလာတဲ့လောကမြေကြီးကိုတော့သူ့ရဲ့နောက်6လမှကြွလာတယ်သူ့ရဲ့ခြေနှင်းကြိုးတော်ဖြေဖို့ငါမထိုက်ဘူးဒီနေ့သူဟာဘာတူလဲဒီလောကရဲ့အပြစ်ကိုစောင့်သွားသောဖခင်ရဲ့တိုးတငယ်ကိုကြည်ပါလို့သူတွေကိုပြောတာဖြစ်တယ်ချစ်တော်ညီကိုမောင်မတို့အခုသူပြီကနေထုတ်ဆောင်တဲ့ဣသီလလူမျိုးတွေအကြောင်းကိုကျွန်မဘာလို့ပြောနေတာလဲဒီနေ့ကျမတို့အယောက်စီတိုင်းဟာကျိုးမဟုတ်တော့ဘူးသခင်ဖြစ်တာဘသူကြောင့်လဲယေရှုကြောင့်ဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ဟာလောကတိုင်းကိုဘာဖြစ်လို့ဆင်းသက်ကြွလာတာလဲကျမတို့ကိုကယ်ဖို့ဖြစ်တယ်ကျမတို့ကိုထာဝရသက်ပေးဖို့ဖြစ်တယ်ကျမတို့ကိုကျမ်းမာခြင်းပေးဖို့ဖြစ်တယ်ဒီစင်ဘာလာကြရင်ကျမတို့ဖတ်တဲ့ကျမ်းပိုက်တွေရှိတယ်ကျမတို့ခဏခဏနိုးဆုံမှုရရင်ဖတ်တာပဲဒီစင်ဘာမှမဖတ်တော့ဘူးဘာဖြစ်လို့လဲဒီဇင်ဘာလို့လူတွေတတ်မှလို့ခရစ်တော်လာတဲ့အချိန်အဲ့ဒီမှာရှင်လုကာခရစ်ဝင်ခန်းကြီးနေတယ်ဘာရေးထားလဲယနေ့တင်ဒါဝိဤမျိုး၌သခင်ခရစ်တော်ဒီသောကယ်တင်သောအရှင်ဟာသင်တို့အဖို့အလုံးငါဖွားမြင်ခြင်းကိုခံတယ်လို့တမန်ကျမ်းစာရေးထားသင်တို့အဖို့အလုံးငါချစ်တော်ညီကိုမောင်မတို့ယေရှုခရစ်တော်ဖခင်လောကထဲကိုလာခြင်းဟာသင်အတွက်ပဲသင်အဖို့အလုံးငါပဲဒါဆိုရင်ဘာဆိုင်တယ်လဲဒီနေ့သူလာခြင်းဟာတင်တဲ့ဘာဆိုင်မဟုတ်ဘာဆိုင်တယ်ဆိုကျမတို့ဟာအပြစ်ကြောင့်အပေတို့ငါလာရမယ့်သူတွေအပြစ်ကြောင့်ချုံနှောင်ခြင်းခံတဲ့သူတွေဖြစ်ခဲ့တော်လဲယေရှုခရစ်တော်ဒီဟုသောဖခင်ရဲ့တိုးတငယ်ဒီသောယေရှုခရစ်တော်ရဲ့လက်ဝါးကားတိုင်းမှာအသွေးသွန်းခြင်းအဖြစ်ကျမတို့အပြစ်တွေအလုံးကိုဆေးကြောပေးခဲ့ပြီဖြစ်တယ်ယေရှုကဘာပြောခဲ့လဲငါဟာကောင်းကင်ကစင်းသက်တဲ့မဟုတ်ဖြစ်တယ်ငါကိုစားပါငါကိုတောက်ပါကျမတို့ကိုသူ့ကိုသူကိုပေးနေတာဖြစ်တယ်သူ့အသက်တာကိုကျမတို့အဖို့လုံးကပေးခဲ့တာဖြစ်တယ်ဒီနေ့ဣသေလလူမျိုးတွေလွတ်မြောက်ခြင်းရဲ့တခုတည်းသောအကြောင်းရင်းဟာတိုးတငယ်အသွေးကြောင့်ဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ရဲ့အသွေးတော်ဟာသင်ကိုထာဝရဖြူစင်ဖို့တန်ရှင်းဖို့လုံလောက်တယ်သင်ကိုဖယားသခင်ရှေ့မှာဖြောင့်မတ်တော်သူအပြစ်တင်ခွင့်နဲ့ကင်းလွတ်ဖို့အကြောင်းယေရှုရဲ့အသွေးတော်ဟာသင်အတွက်သုံးခဲ့တာဖြစ်တယ်။ထိုအသွေးတော်ကိုခိုးလုံသောသူတိုင်းအသက်လွတ်ရသောအခွင့်နဲ့ထာဝရအသက်ကိုအမွေခံရသောအခွင့်ကိုဖျားပေးနေတယ်။ဒါကြောင့်ယေရှုကပြောနေတယ်ငါဟာအသက်မဟုတ်ဖြစ်တယ်။ငါကိုစားပါလို့သူပေးနေတာ။သူ့ကိုစားဖို့ဒီလိုသူ့အကိုခိုင်စားလိုက်ဖို့မဟုတ်ဘူးဝိညာဉ်နယ်ပယ်ထဲမှာယေရှုကိုရတော့သူဟာအသက်ကိုရတာဖြစ်တယ်ယေရှုကိုပယ်တဲ့သူအသက်မရဘူးဒီနေ့ချစ်တော်ညီကိုမောင်မတို့ယေရှုဟာပြောနေပါတယ်နှစ်ကောအခန်းကြီး8အခန်းငယ်9မှာယေရှုခရစ်တော်ဟာစီးစိမ်ရှိတော်လဲစင်ရဲ့ခံခြင်းအဖြစ်သင်တို့ဒီစီးစိမ်ရှိစေခြင်းကသင်တို့အဖို့လုံးကစင်ရဲ့ခြင်းကိုခံတော်ယေရှုကိုသင်တို့သိကြတယ်
ယေရှုဟာစီးစိမ်ရှိပါတယ်ကောင်းကင်ပေါင်းစီးစိမ်ရှိတယ်ကောင်းကင်ဘလောက်ကြွယ်ဝလဲကျမတို့တွေသေးသေးမွားမွားလေးတောင်တန်ဖိုးကြီးနေတယ်အခုရွှေတကြက်သား80ကျော်နေတဲ့ရွှေဟာကောင်းကင်မှာရွှေခင်းလန်းပါကျမတို့တန်ဖိုးထားနေတဲ့ကြောက်တရားကောင်းကင်မှာတကားရွက်တွေပါဒီနေ့ကြွယ်ဝချမ်းသာတဲ့ထိုချမ်းသာခြင်းအားလုံးကိုစွန့်လွတ်ပြီးလောကထဲမှာဆင်းရဲခံခြင်းဟာကျမတို့အတွက်ဖြစ်တယ်သင်စည်းစိမ်ရှိဖို့လို့ပြောပြီးသားဖြစ်တယ်သင်စည်းစိမ်ရှိဖို့ယေရှုဆင်းရဲခံတယ်လို့ဖော်ပြပြီးသားဖြစ်တယ်ဟေရှာယအနာဂတ်ကျမ်းခန်းကြီး53မှာသင်တို့၌ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အဖြစ်သင်တို့သည်အနာပြောက်လက်ရှိကြတယ်လို့ပြောတာဖြစ်တယ်ဒီနေ့ကျမတို့အနာပြောက်ဖို့သူဒဏ်ချက်တွေခံလိုက်တာဖြစ်တယ်ကျမတို့အသက်လွတ်ဖို့သူ့အသက်ကိုစွန့်ခဲ့တာဖြစ်တယ်ကျမတို့တွေအပြစ်ကင်းစင်ဖို့သူ့အသွေးနဲ့စေကြောခဲ့တာဖြစ်တယ်ဒီနေ့လောကထဲမှာလူသားတယောက်အနေနဲ့ယေရှုလာခြင်းသည်စီးစိမ်ရှိတော်လဲဆင်းရဲခြင်းကိုလာခံသောယေရှုခရစ်တော်သည်ကျမတို့အားလုံးစီးစိမ်ရှိဖို့ဖြစ်တယ်ချစ်တော်ကြီးကိုမောင်မတို့ဒီနေ့အခုသူ့မှာကြုံခံနေသောဣသေလလူမျိုးတွေသူတို့အတွက်ထွက်မြောက်သောလမ်းဟာအရန်ခက်ခဲပါလူအနေနဲ့မဖြစ်နိုင်ပါဘူးလူနဲ့တန်းထွက်ဖို့ဆိုတဲ့ကိစ္စဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူးဒါပေမဲ့အကြီးမားဆုံးနမိတ်လက္ခဏာဟာသိုးတငယ်ဖြစ်တယ်ထိုသိုးတငယ်အသားကိုစားသိုးတငယ်အသွေးကိုတုပ်ခြင်းအဖြစ်သူတို့သည်အသက်လွတ်ခြင်းကျမ်းမာခြင်းလွတ်မြောက်ခြင်းဆိုတဲ့ကောင်းကြီးအားလုံးစီးစိမ်ကြွယ်ဝခြင်းဆိုတဲ့ကောင်းကြီးအားလုံးကိုတပြိုင်နက်တည်းရရှိခံစားတာဖြစ်တယ်ဒီနေ့ကျမတို့အယောက်စီတိုင်းဟာဣသေလလူမျိုးတွေလိုပဲမျောလင့်စရာမရှိတဲ့လူတွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့မျောလင့်စရာမရှိခဲ့တဲ့ကျမတို့ကိုကယ်ဖို့ဘယ်သူလာလဲဖေယားသခင်ရဲ့သိုးတငယ်ဒီဟုသောယေရှုလာတယ်ကျမတို့ရဲ့သိုးတငယ်ဟာယေရှုဘုရားဖြစ်တယ်ထိုယေရှုဘုရားဟာသူ့ကိုယ်သူစွန့်ခြင်းအဖြစ်ကျမတို့ဟာစည်းစိမ်ရှိဖို့ကျမ်းမာဖို့လွတ်မြောက်ဖို့ကောင်းကြီးခံစားဖို့ပြီးပြည့်စုံသောကောင်းကြီးအားလုံးကိုလက်ဝါးကားတိုင်းတော်အားဖြင့်သူလုပ်ပေးပြီးပါပြီထိုလွတ်မြောက်ခြင်းအသင်အတွက်ဖြစ်တယ်ထိုကောင်းကြီးအသင်အတွက်ဖြစ်တယ်ယေရှုဆင်းရဲခံခြင်းကြောင့်ငါစည်းစိမ်ရှိမယ်ယေရှုတန်ခြင်းကြောင့်ငါအနာပြောင်းမယ်ယေရှုအသေးခံခြင်းငါအသက်လွတ်ဖို့ဖြစ်တယ်လို့ယုံကြည်သောသူတိုင်းထိုယေရှုခရစ်တော်ကိုခိုလုံသောသူတိုင်းဟာထိုကောင်းကြီးတွေကိုယခုပင်ရရှိနိုင်တာဖြစ်တယ်ကျွန်မ YouTube ထဲမှာလား Facebook မှာလားကျွန်မအကြောင်းအရာလေးတစ်ခုကိုဖတ်ပြီးတော့ကျွန်မအယံအံ့ဩသွားတာရှိပါတယ်တစ်ခေါက်မှာဂျပန်ကသတင်းထောက်လာဒီလူတယောက်ဟာဖိလစ်ပိုင်နိုင်ငံရဲ့ကျွန်းတစ်ခုမှာသူသွားလေတဲ့အခါမှာအဲ့ဒီဟာကိုရိုးရိုးလေးဆိုတဲ့ဒီမီဒီယာကနေပြီးတော့ကျွန်မဖတ်မိတာဖြစ်တယ်အဲ့ဒါနဲ့သူအဲ့ဒီဖိလစ်ပိုင်ကကျွန်းတစ်ခုမှာသွားတဲ့အခါမှာသူလည်းရေဒီယိုဖွင့်ကြစိပေါ့သူမှာပါတဲ့ကက်ဆက်နဲ့လာသူဂျပန်တချင်းတွေဘာတွေဖွင့်တော့အဲ့ဒီမှာသူအံ့ဩဖွယ်ရာဂျပန်တယောက်နဲ့တွေ့တာဖြစ်တယ်အဲ့ဒီဂျပန်ဟာသူ့ရဲ့နာမည်လည်းရှိရကျွန်မအခုတော့မမှတ်ထားဘူးကျွန်မရုပ်တရက်သတိရလို့ပြောတာအဲ့ဒီလူကကဘာစစ်ပြီးသွားမှမသိဘဲနဲ့ဖိလစ်ပိုင်ကျွန်းတစ်ခုမှာရှေ့တန်းရောက်နေတဲ့ဂျပန်စစ်သားဖြစ်တယ်ကဘာစစ်ကြီးပြီးဆုံးသွားပြီးတော့အားလုံးဟာဂျပန်နိုင်ငံပြန်တော့ခါမှာသူဟာတောထဲမှာပဲကြံခဲ့တာဘလောက်တောင်ကြံလဲဆိုရက်ပေါင်း1000ကျော်ရက်ပေါင်း1000ကျော်အဲ့ဒီတောထဲမှာပဲကြံတာလူတွေလာရင်ပုံတယ်ဘယ်မြို့ရွာနားမှ तू မကပ်ဘူးဘယ်အစားအသောက်မှ तू လူတွေစီကမရှာဘူးဘာဖြစ်လို့လဲဆိုစစ်ဖြစ်နေတယ်ငါဟာပုံရမယ်လို့ထင်လို့တောမှာပဲသူ့ကို तू သိရွက်သိခတ်တယ်နဲ့ तू စစ်ဖြစ်နေတယ်လို့ပဲ तू နေခဲ့တာပြီးရင်အဲ့တောထဲမှာပဲ तू ရှာစားပြီးနေတယ်အဲ့လူကိုအံ့ဩဖွယ်ရအဲ့ဒီဂျပန်လူမျိုးတယောက်ဟာအဲ့ကျွန်းဆွယ်မှာသွားပြီးတော့သွားလဲတဲ့အချိန် तू အဲ့မှာသွားနာရင်းနဲ့ तू ဂျပန်တချင်းတွေဘာတွေဖွင့်တဲ့အချိန်မှာအဲ့မှာတွေ့သွားတာတွေ့သွားတော့မှဘလောက်တောင်ကြာလဲရက်ပေါင်း1000ကျော်ကြာပြီရက်ပေါင်း1000နဲ့သူကရေးထားတယ်စိတ်ဝင်စားအောင်ပေါ့နော်ရက်ပေါင်း1000ကျော်စစ်ပြီးမှမသိတဲ့လူဆိုပြီးတော့ရှာကြည့်လိုက်တွေ့လိမ့်မယ်အဲ့ဒီရက်ပေါင်း1000ဆိုကျွန်မနှစ်နဲ့တွက်ကြည့်တယ်365ရက်နဲ့မြောက်ကြည့်လိုက်တော့စားကြည့်လိုက်တော့29နှစ်ကျော်တယ်
နှစ်ပေါင်းစဉ်းစားကြည့်ပါဦးကဘာစစ်ကြီးပြီးဆုံးသွားပြီကဘာကြီးသူတို့နိုင်ငံမှာစစ်မရှိတော့ဘူးအားလုံးအိမ်ပြန်ရပြီဆိုတာကိုမသိဘဲနဲ့28နှစ်လုံးဒီလူဟာလွတ်မြောက်နေပေမဲ့သူတို့နိုင်ငံမှာအေးဆေးနေလို့ရပေမဲ့တော်ထဲမှာပဲပုံရှိုးကွယ်ရင်လူတွေတွေ့မှကြောက်ရင်တစ်ကွာတစ်ခက်အိမ်နေစောင့်ရင်တော်ထဲမှာပဲရှိတဲ့တစ်ဖူတွေရှာစားရင်နဲ့သူ့ဘဝကြီးနေခဲ့တာ28နှစ်အရန်အောင်တနာစရာကောင်းအဲ့ဒီခေတ်မှာဒီလူကသွားတွေ့ဒီအရာကိုဖတ်နေကျမဒီနေ့ပါအဲ့ဒါကိုကြည်နေကျမဒီနေ့ကြည်တာမဟုတ်ဘူးเนาะကျမအဲ့ဒါကိုဒီနေ့သတိရမိတာဘာသတိရမိလဲဆိုဒီနေ့ချစ်တော်ညီကောင်မောင်မတို့ကျမတို့လှုပ်ဆောင်ချက်မဟုတ်ပဲယေရှုဟာကျမတို့အတွက်လှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်ဣသီလလူမျိုးတွေဟာအေဂုတုကနေထွက်ဖို့ကျမ်းမာဖို့လွတ်မြောက်ဖို့ဆိုတာသူတို့လှုပ်တာမဟုတ်ဘူးဘသူကြောင့်လဲဘာအားဖြစ်ဖရားကဲလဲတိုးတငယ်အသားစားခြင်းကြောင့်သူတို့ပကတိကျမ်းမာတာစားပါလို့ပြောစားတဲ့အခါမှာသူတို့ယုံကြည်နဲ့စားတဲ့အခါမှာသူတို့ကျမ်းမာတယ်တိုးတငယ်အသွေးကိုခိုးလုံတဲ့အခါမှာသူတို့အသက်လွတ်ရတဲ့အခွင့်ကိုတကယ်ရတယ်ပြီးရင်အဲ့ဒီရဲ့ဂျေဇုဟာဘလောက်ကြီးမားလဲဆိုလွတ်မြောက်ခြင်းဂျေဇုကဘလောက်ကြီးမားဒီနေ့ကျွန်းမနဲ့ဖြန်လူလို့ဒီနေ့စင်ရသားသူများပေးစာကမ်းစာပဲရတဲ့သူနောက်တစ်နေ့ရွှေငွေတွေများစွာပိုင်တော်သူနောက်နေ့မှာရွှေတွေငွေတွေများစွာနဲ့သူတို့ဟာအေဂုတုကနေထွက်ရတသေးတကြွယ်လို့ထွက်ရဖယားအမြတ်တာပါတယ်သူတို့ကြုံခံခဲ့တဲ့အခကိုတရက်ထဲမှာသူတို့အားလုံးပေးနိုင်တယ်ဒီနေ့ကျမတို့တခါလေလူတွေစဉ်းစားတယ်သူတို့ကချမ်းသာမှာပေါ့အစင်ဆက်ချမ်းသာတယ်သူတို့တွေကကောင်းစားမှာပေါ့အစင်ဆက်ကောင်းစားတယ်သူတို့တွေကအစီပြေမှာပေါ့လုပ်ငန်းကောင်းတာကိုလို့ကျမတို့အမျိုးမျိုးစဉ်းစားတဲ့အချိန်တွေအများကြီးရှိတယ်ကျမတို့ရဲ့လူအတွေးခေါ်နေဒီနေ့အဲ့ဒါကြောင့်မဟုတ်ပါဘူးဒီနေ့တင်းကိုကောင်းစားနိုင်ဖို့ကြွယ်ဝနိုင်ဖို့ကောင်းကြီးတွေအားလုံးကိုဘု து အားဖြင့်ဖယားဟာလုပ်ပေးလဲဆိုယေရှုခရစ်တော်ဘုရားအားဖြင့်လုပ်ပေးတာဖြစ်တယ်ထိုယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့်အပြစ်လွတ်ခြင်းယေရှုကိုကျွန်တော်တို့ရှိသမျှခံစားရုံသာမကထိုယေရှုခရစ်တော်အဖြစ်အနာပြောက်ရသောအခွင့်နဲ့စီးစိမ်ရှိနိုင်ရသောအခွင့်ကိုကျွန်တော်တို့ရတာဖြစ်တယ်ခုနဂျပန်စစ်သားကြောင့်ပြန်ပြောပါမယ်သူ့ရဲ့ဘဝမှာတနာစရာတော့ကောင်းတယ်စစ်ကြီးပြီးလွတ်မြောက်ပြီးအေးချမ်းပြီးဆိုတာမသိဘဲနဲ့သူဘာဖြစ်နေလဲတော်ထဲမှာကြောင်းရွံ့တုံလို့ပြီးတော့မလုံမလဲဘဝနဲ့အသက်ရှင်တယ်သူပဲမဟုတ်ပါဘူးတခါတလေကျမတို့လောကလူသားတွေအားလုံးကျမတို့လူသားတွေကိုချစ်လွန်းလို့ယေရှုလာခဲ့တာပါယေရှုရဲ့အသွေးအသက်အားဖြင့်ကျမတို့ကိုယေရှုပြုခဲ့ပါပြီသင်ဟာလွတ်ချင်းခံစားတော်သူဖြစ်တယ်။ကျမ်းမာခြင်းနဲ့ထိုက်တန်တော်သူဖြစ်တယ်။ကောင်းစားခြင်းနဲ့ထိုက်တန်တော်သူဖြစ်တယ်။လွတ်မြောက်ခြင်းနဲ့ထိုက်တန်တော်သူဖြစ်တယ်။ကြွယ်ဝခြင်းဟာသင်အတွက်ဖြစ်တယ်။သင်လုံးလုံးမဟုတ်ဘူး။သင်ကောင်းလုံးမဟုတ်ဘူး။ယေရှုရဲ့အဖို့ကပေးခြင်းအဖြစ်ကျမတို့ကိုဖယားဟာယေရှုပြုတာဖြစ်တယ်။ဒီအရာကိုမသိဘဲနဲ့ငါဟာဒီလိုပဲဖြစ်မှာပေါ့ဒီလိုပဲဖြစ်မှာပေါ့လို့ခံနေတဲ့သူဟာခုနရက်ပေါင်း1000ကျော်တောထဲမှာပိတ်လောင်ခံရတဲ့ဂျပန်စစ်သားလို့ဖြစ်မျိုးဖြစ်တယ်လို့ကျွန်မခံစားတာဖြစ်သူ့အကြောင်းကြားတဲ့အခါမှာအယံတနာစရာကောင်းနေပေမဲ့တခါတလေယေရှုခရစ်တော်အားဖြင့်ကောင်းကြီးရတယ်ယေရှုခရစ်တော်အားဖြင့်ယေရှုကိုခံဖို့ထိုက်တန်တယ်ဆိုတာမသိခြင်းမလွတ်မြောက်ခြင်းဟာကျမတို့ဟာဝိညာဉ်နယ်ပယ်မှာအယံတနာစရာကောင်းတဲ့လူတွေဒီဂျပန်စစ်သားလို့ဖြစ်နေတယ်အဖြစ်မျိုးဖြစ်တယ်ဆိုတာကျမခံစားမိတာဖြစ်တယ်ဒါကြောင့်ကျမတို့ကောင်းကြီးမင်္ဂလာဆိုတာကျမခဏပြောပါတယ်ကောင်းကြီးဆိုတာကျမတို့မှာရှိတာမဟုတ်ဘူးသိတာသိခြင်းဟာအရင်သိခြင်းဟာကောင်းကြီးဖြစ်တယ်ထာဝရအသက်ရတယ်ဆိုတာဘာအားဖြင့်ကျမတို့သိလဲယေရှုကိုယုံကြည်ခြင်းမှာထာဝရအသက်ကိုကိုယ်တိုင်ရသည်ကိုသိစေခြင်းကတမန်တရားကထိုကဲ့သို့ဖော်ပြတာဖြစ်တယ်ကျမတို့ငါဟာယေရှုခရစ်တော်အားဖြင့်ထာဝရအသက်ရပါလားသိခြင်းဟာကျမကိုလွတ်ခြင်းပေးတာဖြစ်တယ်အဲ့ဒီတမန်တရားကိုသိလိုက်တဲ့အခါမှာကျမတို့ကလွတ်မြောက်ခြင်းရတာဖြစ်တယ်ဒါကြောင့်သင်ဘဝရဲ့ဓမ္မခြင်းသင်ဘဝရဲ့လွတ်မြောက်ခြင်းသင်ဘဝရဲ့ချမ်းသာခြင်းသင်ဘဝရဲ့ကြွယ်ဝခြင်းအားလုံးဟာထိုတမန်တရားအရှင်ဖြစ်သောယေရှုဖြစ်တယ်ယေရှုခရစ်တော်ကြောင့်သင်ကိုဖခင်ဟာကောင်းချီးပေးပြီးပါပြီဆရာခွာပြီးတခြင်းဆိုတယ်ကိုရောကြောင့်တော့ကျွန်ုပ်ဘဝကိုရောကြောင့်တော့ကျမတို့ဘာလို့ရည်တယ်လဲဘာဖြစ်လို့
အော်ဟစ်နေလဲဘာဖြစ်လို့တချင်းဆိုတယ်လဲဘာဖြစ်လို့ချီးမွမ်းတယ်လဲကျမတို့လွတ်မြောက်ခြင်းလို့အော်တာမဟုတ်ဘူးလွတ်မြောက်ပြီးလို့အော်တာအေးဒေလာလူမျိုးတွေဂျုံဘဝကထွက်ရင်ဘလို့ထွက်မလဲဆိုပြီးမထွက်ဘူးငိုပြီးမထွက်ဘူးအော်ပြီးထွက်တာခုံပြီးထွက်တာကာပြီးထွက်တာငါတို့တွေလွတ်လပ်ပြီးဒီကနေ့ဂျုံဘဝကလွတ်မြောက်ပြီးအေဂုတုကထွက်ပြီးဖယားပေးတဲ့ခါနန်ပြီးနှုံနဲ့ပြားရစီတဲ့ပြီးကိုငါတို့သွားရပြီးငါတို့မှလည်းရွှေတွဲလဲငွေတွဲလဲစီးစိမ်ဥစ္စာအကောင်းဆုံးအဝတ်တွေဝတ်ပြီးသူတို့ထွက်တာသူတို့စေးရဲခြင်းနဲ့ချို့တဲ့ခြင်းနဲ့ထွက်တာမဟုတ်ဘူးအဲ့ဒီအရာရဲ့တစ်ခုတည်းသောအကြောင်းဟာယေရှုအသွေးတော်ယေရှုရဲ့အသားတော်ယေရှုရဲ့ဂျေဇုတော်တသက်ကြောင့်ဖြစ်တယ်ဒါကြောင့်ကျွန်ုပ်ရဲ့လှုပ်ဆောင်ချက်မပါဘူးဆရာအငယ်လေးကဆိုကျွန်ုပ်ရဲ့လှုပ်ဆောင်ချက်မပါပဲကိုရောရဲ့ဂျေဇုဟာစုံလင်တယ်အဆုံးစမဲ့တဲ့သခင်ရဲ့မြတ်တာကျွန်ုပ်ကိုသိမ့်ပိုက်ခဲ့ပြီလို့သူစတာဖြစ်တယ်ဖခင်ရဲ့မြတ်တာကျွန်ုပ်ရဲ့အားနေခြင်းမှလည်းကိုရောရဲ့ဂျေဇုဟာစုံလင်တယ်ကျမတို့ကအားနေပါတယ်ကိုကြည့်ရင်မထိုက်တန်ပါဘူးမစုံလင်ပါဘူးဒါပေမဲ့အဲ့ဒီမစုံလင်ခြင်းအားနေခြင်းအားလုံးကိုထိုက်တန်ခြင်းစုံလင်ခြင်းကောင်းစားခြင်းကျမ်းမာခြင်းလွတ်မြောက်ခြင်းဖြစ်ဖို့ပြောင်းပေးတာယေရှုရဲ့သွေးတော်ဖြစ်တယ်ယေရှုခရစ်တော်ဟာကျမတို့ကိုလွတ်မြောက်စေတော်သူဖြစ်တယ်ထို့ဘုရားရဲ့နာမတော်ဘုန်းကြီးပါစေကျမတို့အခုချိန်မှာခဏလောက်မှတ်ရအောင်သင်ဘဝမှာတခါမှယေရှုကိုမကြိုဆိုဘူးဒီသတင်းစကားဟာသင်ခုမှကြားဘူးတယ်ဆိုလို့ရှိရင်ကျမအသက်တာအတွက်ယေရှုလိုအပ်တယ်ကိုရောကြောက်ကောင်းစားခြင်းကိုရောကြောက်လွတ်မြောက်ခြင်းကိုရောကြောက်ထာဝရအသက်ဟာကျွန်တော်အတွက်ဖြစ်တယ်ကျမအတွက်ဖြစ်တယ်လို့တကယ်ပဲဖယားရှိလူရှိမဟုတ်တယ်ယေရှုဆင်းရဲခြင်းခံခြင်းဟာငါစီးစိမ်ရှိဖို့ဖြစ်တယ်ယေရှုတန်ခြင်းဟာငါကျမ်းမာဖို့ဖြစ်တယ်ယေရှုအဖို့ခါပေးခြင်းဟာငါအသက်လွတ်ဖို့ကောင်းစားဖို့ဖြစ်တယ်ဟုတ်တယ်ဒီအရာဟာကျွန်တော်အတွက်ဖြစ်တယ်ကျမအတွက်ဖြစ်တယ်လို့ဒီအသက်တဖန်သဘောပေါက်တယ်ဆိုရင်လွတ်မြောက်တယ်ဆိုဒါငါအတွက်ဖြစ်တယ်လို့အသက်တမန်အတီးပြုခြင်းတယ်ဆိုလို့ရှိရင်ယေရှုပြုလက်ရလက်လေးမြောက်ပေးပါရှိတဲ့နေရာမှာလက်ရလက်လေးပဲမြောက်ပေးပါယေရှုတင်တယ်လက်ရလက်မြောက်ပေးတာကျေးဇူးတင်တယ်ဖခင်ကောင်းကြီးပေးပါစေကျမတို့အခုချိန်မှာထိုယေရှုကိုကျေးဇူးတင်တဲ့ကြောင့်ခဏပြောရအောင်လို့ပြီးလို့ရှိရင်ကျမတို့ deep break သွားA break သွားမှာဖြစ်ပါတယ်ခဏလောက်ဆုတောင်းရအောင် hallelujah ကိုရောလက်မြောက်လက်အတစ်တပံစက္ကန့်နေကြတော့သားသမီးတွေကိုရောမြင်သောကြောင့်ကျေးဇူးတင်တယ်ယေရှုဖခင်ကိုရောကိုကြိုးဆိုပါတယ်။သားမတို့လွတ်မြောက်ခြင်းတစ်ခုတည်းသောအကြောင်းရင်းဟာကိုရောကြောင့်ဖြစ်တယ်။သားမတို့ကောင်းစည်းခံစားခြင်းတစ်ခုတည်းသောအကြောင်းရင်းဟာကိုရောကြောင့်ဖြစ်တယ်။အိုးဒီကနေ့ကိုရောဟာရာမာလာယေရှုကြောင့်လွတ်မြောက်ပြီးပြီဆိုတာယေရှုကြောင့်ထာဝရအသက်ကိုအမွေခံထိုက်တယ်ဆိုတာယေရှုကြောင့်ကျမ်းမာခြင်းဟာသားမတို့အပိုင်ဖြစ်တယ်ဆိုတာယေရှုခရစ်တော်ကြောင့်ကိုရောသားမတို့အတွက်အလုံးစုံကောင်းကြီးမင်္ဂလာပြည့်စုံစေဖို့အကြောင်းအဖို့ခပေးတော်ယေရှုကြောင့်သားမတို့ဟာမစုံလင်တော့လဲစုံလင်စေပြီဆိုတာအတိတ်တပံတီးဖို့သားမတို့ဝိညာဉ်မျက်စိတွေပွင့်စေပါဝိညာဉ်သားတွေကြားစေပါကိုရောသားသမီးတွေကိုရောစကားပြောပါဒီနေ့ကျွန်တော်အတွက်ဖြစ်တယ်ကျမအတွက်ဖြစ်တယ်ယေရှုဘုရားကိုအတိတ်တပံကြိုးဆိုလဲအိုးကိုရောလက်ထောင်လက်စက္ကန့်နေကြတော့ကိုရောသားသမီးကြီးငယ်တယောက်စီအသက်တောက်ကိုရောဆက်လက်ကျေးဇူးပြုပါလက်တော်ထဲမှာအနန္တနာမတော်အဖို့လုံးကဘုန်းတော်ထင်ရှားစေပါမိကြောင်းယေရှုဘုရားနာမ၌အတူတကွာစက္ကန့်နဲ့ဆုတောင်းကြပါ၏အာမင်ယေရှုတင်ပါတယ်အားလုံးဖျားကောင်းကြီးပေးပါစေ